2568 ခုနှစ်လူတော်ဟာကောဇာတက္ကရာ1386 ခုနှစ်တဝရလပြည့်ကျော်9ရက်ညချမ်းကာလအခသမယ၌မန္တလေးတိုင်းဒေသကြီးဝန်တွင်မြို့နယ်တဲစုရွာမဟုတ်လားအမတ်လေးနော်ရက်ွက်နေအလူဒါယကကြီးဥအောင်ပုအလူဒါယကမာကြီးဒေါ်ပူလေးအလူဒါယကကြီးဥတန်ချောင်းအလူဒါယကမာကြီးဒေါ်တေတာအလူဒါယကဥကိုလေးခေါ်ဥေကိုတမင်လူဒါယကမဒေါ်ချိုချိုသင်းမိသားစုတို့ဤရှင်ပြုနာသမလူတော်မင်္ဂလာ၌ဟောကြားအပ်သောအရှင်မာကတ္တပအကြောင်းတတိယပိုင်းဒီတရားဒေသနာတော်ကိုဆက်ပြီးတော့ဘုန်းကြီးတို့တရားနာပရိသတ်များနာယူကြည်ညိုကြရအောင်နော်ဒီတရားကိုဘုန်းကြီးတို့တဲစုပထမအလူအနေစားခဲ့တယ်ဟုတ်လားခုတတိယပိုင်းရောက်သွားပြီနော်စတုထပိုင်းတော့အလူမပင်သေးတာဆိုတော့နောက်နှစ်လောက်မှဖြစ်မှာတယ်ဟုတ်လားနော်ဟုတ်လားဒီသုတ်တံကိုအလုံးဖွေးတို့ခြေခံထားတာယေသူရှင်တော်မူဆရာတော်ဘုရားကြီးအားကျေးဇူးဆက်တော်အဖြစ်ဒုတိယအရာနော်ဒီတဲ့ဘွယ်ရတော်မူတဲ့အရှင်မာကတ္တပမထေရကိုဒါအကြောင်းကိုဘုန်းကြီးတို့ဟောလာခဲ့တာကဲတော့ဒီနေ့တတိယပိုင်းပေါ့ဗျာနော်ကဲတော့ဒီတရားတော်ကိုမနာကြသေးခင်မြတ်စွာဘုရားရှင်အားပူဇော်ကြောချရအောင်မြတ်စွာဘုရားရှင်ကိုအာယုံပြုကြည်ညိုချဗုဒ္ဓညာဏံသူတုံလဗန္ဒရမာနိပဇာဒုက္ခစိန်တင်တော်ယောတိရောရူဟံဒါနာယထာတိတဏမေဘုံညေနာနေနာတပံဘိသမိစ္ဆတုယဒိစိတံယောဗုဒ္ဓရှင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသည်သူဒုံလဗံလွန်ရခဲလာစွာသောဗုဒ္ဓညာဏံသဗ္ဗညုတရွှေဉာဏ်တော်ကိုတရမာနေဆောင်ရွက်တော်မူစ49ရက်အလွန်အတ္တမတတ္တဟာ၌ပဇာတုခံတတ္တဝါတို့ဤချမ်းသာခြင်းကိုစိတ်တင်တော်ကြံစီတော်မူ၍တိတော်ရူဟာဥကောင်းတော်၌ရှိသောစံတော်ရှိစုကိုရာတိချီးမြှင့်ပေးသနာတော်မူခဲ့လေပြီတံဗုဒ္ဓံစံတော်ရှိစုချီးမြှင့်တော်မူသည့်တို့ဘုရားရှင်ကိုရောမြတ်ကြီးကိုနမေနမမယောတိပြောင်းပြော့မံကိုလျှော့၍ကရောယောကျိုးရှိခိုးခြင်းသည်အတုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းအနေနာပုံညင်နာဤသို့ရှိခိုးပူဇော်ကြရသောကုသိုလ်ကံစေတနာတို့ကြောင့်တဗံပြလုံးစုံလေးဖြစ်သောယရိစိတာလိုရှိအပ်သောသုတုစုမြဟုသမျှတို့သည်သမိဇတုမောချမသွေပြည်ပြည့်စုံနိုင်ကြပါစေကုန်သတည်းက
ကဲအလုံးတတ္တဝါတွေမေတ္တာပို့ချဆိုဗျာနော်ကလေးဆိုကြတတ္တဝါများစွာဘေးရန်ကွာကျမ်းမာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာကျမ်းမာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာကျမ်းမာချမ်းသာကြပါစေ96ဖြာဘေးယောဂမန်စွာကင်းပါစေ96ဖြာဘေးယောဂမန်စွာကင်းပါစေ96ဖြာဘေးယောဂမန်စွာကင်းပါစေစစ်ဘေးစစ်တံကြာရောက်ပြန်အမြန်လွတ်ပါစေစစ်ဘေးစစ်တံကြာရောက်ပြန်အမြန်လွတ်ပါစေစစ်ဘေးစစ်တံကြာရောက်ပြန်အမြန်လွတ်ပါစေစေအနိဋ္ဌအယုံအလုံးစုံအကုန်ငြိမ်းပါစေစေအနိဋ္ဌယုံအလုံးစုံအကုန်ငြိမ်းပါစေစေအနိဋ္ဌယုံအလုံးစုံအကုန်ငြိမ်းပါစေကัจကြီးသုံးပါးမတွေ့ညာကျော်လွှားနိုင်ပါစေကัจကြီးသုံးပါးမတွေ့ညာကျော်လွှားနိုင်ပါစေကัจကြီးသုံးပါးမတွေ့ညာကျော်လွှားနိုင်ပါစေသက်ရှိချမ်းမာစိတ်ချမ်းသာလိုရာဆန္ဒပြေပါစေသက်ရှိချမ်းမာစိတ်ချမ်းသာလိုရာဆန္ဒပြေပါစေသက်ရှိချမ်းမာစိတ်ချမ်းသာလိုရာဆန္ဒပြေပါစေသာကဲကို9နာရီနဲ့50မိနစ်ရှိသွားပြီဆိုတော့ဟုတ်လား7နာရီထိုးတော့မယ်ဟုတ်လား9နာရီဆိုတော့တရားသိပြီးပြန်မရအောင်ဟုတ်လားနော်တဏှာလောက်ပဲဟောကြရင်ရတော့မှာနော်ကဲတော့ဘုန်းကြီးတို့ရှင်မာကတ္တဗမထေရအကြောင်းဟောလာခဲ့တာဘုဒ္ဓမௌဒ္ဒရာမြတ်စွာဘုရားရှင်လက်ထက်ကစုပန်းခဲ့တယ်နော်အဲ့ဒီကနေဘဝတည်ကျင်လာပြီးကျင်လည်လာခဲ့ပြီးတော့ဧကတတ္တသာတကပုဏ္ဏချီဘဝတို့နော်နာရကကောဏဂုံမြတ်စွာဘုရားနဲ့ကတ္တပမြတ်စွာဘုရားရှင်ရဲ့သာသနာရဲ့အကြာမဟာဗာရဏသီတထေနော်ပြည့်ခဲ့တဲ့ဘဝတွေနာရကကတ္တပမြတ်စွာဘုရားသာသနာမှာတခါနော်တထေတကြွယ်တခါပြန်ပြီးတော့ဖြစ်ခဲ့တယ်နော်အဲဒီလိုပါရမီတွေဖြစ်ခဲ့ပြီးတော့ယခုတော့ကတ္တမမြတ်စွာဘုရားသာသနာနဲ့ဘုန်းကြီးတို့ခောဓမ္မမြတ်စွာဘုရားရဲ့သာသနာအကြာပေါ့နော်ကတ္တပမြတ်စွာဘုရားသာသနာကွယ်သွားပြီဘုန်းကြီးတို့ခောဓမ္မမြတ်စွာဘုရားလည်းမပွင့်သေးဘူးပေါ့ဟုတ်လား
အဲ့ဒါကိုဗုဒ္ဓံတရကာလဘုရားနဲ့စုရဲ့အကြာကာလလို့ဒီလိုသုံးတယ်နော်ကဲတော့ဘုန်းကြီးတို့ကတ္တပဘုရားသာသနာတော်တော်ကကုသိုလ်ကောင်းမှုတွေပြုခဲ့တယ်ကတ္တပစေတီမြတ်စွာဘုရားရှင်ရဲ့ဓာတုစေတီတော်ကြီးကိုမေဘဒ္ဒါကရွှေအုပ်လှူခဲ့တယ်နော်ရွှေအုပ်လှူခဲ့တယ်အရင်မှာကတ္တပအလောင်းဗိပ္ပလိလွတ်လင်းကကပလာနော်သင်္ကန်းနဲ့ခြုံလွှမ်းပြီးတော့လှူခဲ့တယ်ဒီကောင်းမှုကုသိုလ်တွေပြုခဲ့ကြတယ်ပါရမီတွေဆက်ပြီးတော့ပြုခဲ့ကြတာဖြည့်ခဲ့ကြတာကိုဘုန်းကြီးတို့ဂေါရမမြတ်စွာဘုရားမပွင့်ခင်မှာဒီကတ္တပအလောင်းနဲ့ပေါ့နော်ရှင်မကတ္တပအလောင်းနဲ့ဗဒ္ဒကာပိလာနီအလောင်းတဏီမောင်နှဟာအရှင်မကတ္တပအလောင်းကဗာရဏသီမြို့နဲ့တယူဇနာဝေးတယ်ရွာမှာအမတ်ရဲ့မျိုးနွယ်မှာလာပြီးတော့ဖြစ်တယ်တဲ့နော်ဗဒ္ဒကာပိလာနီကကြတော့ဗာရဏသီတထေးရဲ့သမီးလာဖြစ်တယ်တဲ့အဲ့ဒီလိုဘဝတွေဖြစ်လာခဲ့ကြအဲ့လိုဖြစ်လာပြီးတဲ့အခါကြီးပြင်းလာတဲ့အခါပေါ့ပြောရင်တော့အမတ်ရဲ့သားကနာမည်ကနန္ဒာတဲ့နော်သူ့ရဲ့နာမည်ကမောင်နန္ဒာလို့ခေါ်တယ်ဘယ်လိုခေါ်တယ်လဲမောင်နန္ဒာလို့ခေါ်တယ်အဲ့တော့သူလည်းပဲပေါ့အရွယ်ရောက်လာပြီအသက်20အရွယ်ပေါ့ရောက်လာတဲ့အချိန်ခါမှာသူတို့ရဲ့ရွာမှာပွဲသဘင်ကျင်းပါတယ်တဲ့ရှေးခါတုန်းကတော့နတ်ခတ်ပွဲသဘင်လို့ဒီလိုသုံးလေးရှိကြတာပေါ့နော်အဲ့ဒီပွဲသဘင်ကျင်းပါတဲ့အခါမှာနန္ဒာကနေပြီးသူ့ရဲ့မိဘထံကိုအမေကျွန်တော်ပွဲတပင်ကိုပျော်ရွှင်ဖို့ဆင်နွှဲဖို့အတွက်အဝတ်အစားပေးပါလို့တောင်းတယ်တောင်းတဲ့အခါမှာသူ့ရဲ့အမေကအဝတ်အစားကောင်းကောင်းအသစ်တစ်စုံပေးတယ်အဲ့လိုပေးလိုက်တဲ့အခါမှာနန္ဒာကဘာပြောလဲဆိုအမေရဲ့ပစိုးနဲ့အင်ကြီးကကြမ်းလိုက်တာဒီတဲ့နူးတဲ့အားမရှိဘူးလားလို့မေးအဲ့ဒါနဲ့မိခင်လောက်တဲ့ပုဂ္ဂိုလ်ကနောက်ထပ်တစ်စုံပေါ့အဲ့ဒီထဲနည်းနည်းကောင်းတဲ့အစပေါ့ဗျာနော်အသားပေါ့အဲ့ဒါတဲ့ဇုံတစ်ခါပေးလိုက်ပြန်ပေးလိုက်ပြန်တော့လေအမေတဲ့ဒီအဝတ်စားကလည်းပဲကျန်သေးတယ်တဲ့နောက်ထပ်မရှိတော့ဘူးလားအဲ့ဒါနဲ့တခါနောက်ထပ်ပေါ့အဲ့ဒီတဲ့နည်းနည်းလေးပိုကောင်းတဲ့အစနဲ့ချုပ်ထားတဲ့ပစိုးအင်ကြီးပေးလိုက်ပြန်ပေးလိုက်တဲ့အခါကျတော့လေအမေတဲ့ဒီအင်ကြီးအဝတ်စားလေးကျန်တယ်တဲ့နော်ကျန်တယ်အဲ့လိုပြောတော့ဩ
ငါသားတဲ့အမေတို့ဟာအမတ်ရဲ့မျိုးနွယ်ထဲမှာလာပြီးတော့ဖြစ်တာတို့ရဲ့ဘုံကံဟာဒီလောက်ပဲရှိတယ်တဲ့ဒီတဲ့ကောင်းတဲ့အဝတ်မရှိတော့ဘူးပေါ့အဲ့ဒါနဲ့နန္ဒကအမေအဲ့ဒါဆိုရင်ကျွန်တော်အဝတ်စားကောင်းတဲ့နေရာကိုကျွန်တော်ရတဲ့နေရာကိုသွားတော့မယ်လို့ပြောတယ်အဲ့လိုပြောတဲ့အချိန်ကမှမိခင်လောက်တဲ့ပုဂ္ဂိုလ်ကငါသားရဲ့အမေကတော့လေတဲ့ငါသားဘာရဏသီမင်းကြီးဖြစ်တာတော့မြင်ချင်တယ်တဲ့နော်ပြောရင်တော့တထေးသက်ကျွယ်ဆိုတာကိုအသာထားဘာရဏသီပြည်ကိုအုပ်ချုပ်တဲ့မင်းနောင်မှာဖြစ်စေချင်တယ်ပေါ့နော်အလုံးဘုန်းကြီးတော်တရားဓမ္မတွေပြောကြတယ်ဆိုကြတယ်မို့လားတရွာမပြောင်းပါနဲ့တရွာမကောင်းတထေးမဖြစ်ပေါ့ဟုတ်လားနော်အဲ့တော့တနိုင်ငံမပြောင်းရင်တော့ခင်ဗျားတို့ဘယ်လိုဖြစ်တထေးမဖြစ်ဟုတ်လားတရွာတွေပြောင်းနေလို့တော့မဖြစ်ဘူးမြန်မာနိုင်ငံနဲ့ပြောင်းနေလို့ကတော့ဟုတ်လားဟုတ်လားကျေးတော်ကတော့ကဲတို့တဲစုမှာလောက်ကန်ရှာဝေစားတာမလို့ကွယ်ဟုတ်လားမြန်မာနိုင်ငံနဲ့ဒီပြင်လုပ်ငန်းခွင်တွေကောင်းတဲ့မြို့ရွာပြောင်းမယ်ပေါ့ဒါမှရန်ကုန်ဖြစ်ဖြစ်တက်ပြီးတော့ပေါ့အလုပ်လုပ်မယ်ပေါ့မန္တလေးဖြစ်ဖြစ်တက်ပြီးအလုပ်လုပ်မယ်ပေါ့ဗျာနော်ဒီလိုဆိုရင်တထေးသက်ကျွယ်ပြစ်မှာပေါ့နော်အခုကတော့အဲ့ဒီလိုမြန်မာပြည်ထဲတင်ပြောင်းတဲ့စနစ်မဟုတ်တော့ဘူးနော်တနိုင်ငံမပြောင်းဒီလိုပဲပြောရတော့မလားဟုတ်လားနော်တနိုင်ငံမပြောင်းပါမဖြစ်နော်သူကောင်းမဖြစ်ဟုတ်လားတထေးမဖြစ်ပေါ့ဗျာဟုတ်လားဒီလိုပဲပြောရတော့မယ်ခက်ရောက်လာတယ်နော်ကဲထားပါတော့ကိုလနန္ဒကသူအဝဆံကောင်းကောင်းမွန်မွန်တွေရတဲ့နေရာကိုသူသွားမယ်လို့ဆိုတဲ့အခါကျတော့သူ့ရဲ့မိခင်ကငါသားအဲ့ဒါဆိုရင်သာသွားပေါ့တဲ့နော်အမှန်ကတော့စိတ်ဆိုးလို့ပြောတာတော့မဟုတ်ဘူးဘယ်မှသွားဘူးတာမဟုတ်ဘူးနော်ဘယ်မှမသွားဘူးတဲ့အခါကျတော့သူသွားမယ်လို့သာပြောတာဒီရွာဟိုနန်းဒီနန်းသွားပြီးတော့ပြန်လာမှာပါပဲဟုတ်လားနော်အဲ့ဒီလိုပဲတွက်ပြီးတော့အဲ့ဒါသွားဖို့လို့ဆိုတဲ့အခါကျတော့နန္ဒကလည်းပဲအမေကိုဥချရေကိုပြီးတော့အမေတာအဘောကိုခွဲလွတ်ပါမေဘောကာယကံဝစီကံမနောကံတို့ဖြင့်ပြမကဲမိရင်တာကိုခွဲလွတ်ပါလို့ဆိုပြီးတော့ဥချပြီးတော့ထွက်သွားတယ်ဘယ်ထွက်သွားတယ်လို့ဆိုတော့သူတို့နေတဲ့ရွာကနေပြီးတော့ဗာရာဏသီမြို့ဘက်ကိုဗာရာဏသီပြည်ဘက်ကိုထွက်သွားတယ်တဲ့နော်အဲ့တော့ဗာရာဏသီမြို့နယ်ကလည်းပဲတယူဇနာပဲဝေးတာဆိုတော့တိတ်မဝေးလာဘူးပေါ့ဗျာနော်73မိုင်လောက်ပဲဝေးတာနော်အဲ့တော့ဒီကနေပြီးတော့ဆိုကြပါစို့ဘုန်းကြီးတို့ဝမ်တွင်းလောက်ပေါ့ဗျာနော်ဝမ်တွင်းဆိုရင်14မိုင်လောက်ရှိမယ်တဲ့ဟုတ်လား73မိုင်14မိုင်ပေါ့အဲ့လောက်ရှိမှာပေါ့နော်ငါဒီကိုသွားမယ်ဆိုပြီးတော့တခါလေသူကသွားပြီးတော့ဗာရာဏသီမင်းရဲ့ဥယျာဉ်တဲကိုရောက်ပြီးတော့သွားတယ်တဲ့ခြေကျင်သွားတာပေါ့ပြောရင်တော့နေခင်းကနေသွားလိုက်တာညနေလောက်ရောက်မှာပေါ့ဒါတကမှဥယျာဉ်ထဲရောက်တဲ့အခါမှာဥယျာဉ်ထဲမှာပဲအိပ်ပြီးတော့နေဗ
ပါရဏတိမင်းကြီးကလည်းပဲနတ်ရွာစံကန်တော်ကုန်းလို့9ရက်မြောက်ရောက်တဲ့နေ့တဲ့နော်ရောက်တဲ့နေ့မှာအလုံးပေါ့တို့တိုင်းပြည်ရှင်ဘရင်မရှိလို့တော့မဖြစ်ဘူးရှင်ဘရင်တင်မြောက်ကြစို့ဆိုပြီးတော့ဟောအမကြီးကိုတင်လည်းပဲဟာကျုပ်တော့မလုပ်လို့ဘူးဒီအမကြီးတင်လည်းပဲသူတော့မလုပ်လို့ဘူးပေါ့ရှင်ဘရင်မလုပ်ရမှာကြောက်နေကြတာနော်ရှင်ဘရင်မလုပ်ချင်ကြအဲ့ဒါနဲ့နောက်ဆုံးပေါ့ဒီစီဝေးတိုင်ပင်ပြီးတော့ကဲဒါဆိုရင်ဖုဒ္ဒယထာလွတ်ကြစို့ပေါ့ရှေးခင်တော်ကတော့ဖုတ်သွင်းယထာလို့ဒီလိုခေါ်တယ်နော်ကုမ္မောဒရာကြာအစင်ကဲ့သို့ဖြူပြီးတော့နေတဲ့သိန်တော်မြင်လေးစီကရှင်တဲ့ဖုတ်သွင်းယထာကိုလွတ်ကြမယ်ဆိုပြီးတော့ဖုတ်သွင်းယထာအဲ့ဒါလွတ်လိုက်တာနော်လိုက်တဲ့အခါအဲ့ဒီယထာရဲ့နောက်ကနေပြီးတော့ပေါ့စေအင်္ဂါ၄ပါးနဲ့လိုက်ကြတယ်ဒုရိယာတွေနဲ့တခါတည်းလိုက်ကြတယ်နိုင်သွားတဲ့အခါမှာဗုဒ္ဓယထာကမင်္ဂလာတကားတော်အရှိတကားကနေထွက်ပြီးတော့ဥယျင်တဲ့ကိုသွားတယ်တဲ့အဲ့ဒီထဲမှာအမကြီးကတချို့ကဟင်းဒီယထာကိုပြန်ပြီးတော့လှည့်ချစို့နောက်ပြန်ဆုံးနေကြစို့ယထာအလေးကျင့်ဖြစ်နေတဲ့သဘောရှိတယ်ပေါ့နော်ဘယ်လိုအလေးကျင့်ရှိတယ်လဲဆိုဘယင်ဥယျင်နဲ့သွားတဲ့အခါမှာဒီမြင်တာမြင်နေရသွားနေကြကိုဗျနော်ဘုရားတော်အလုံးဒကာဓမ္မတွေလက်နဲ့နွားနဲ့နေကြတဲ့ဒကာဓမ္မတွေဆိုလို့ရှိရင်နော်ကိုယ့်ရဲ့နွားတွေဟာအပြန်ကဆိုလို့ရှိရင်တိတ်ပြီးတော့မှမောင်းနေတယ်မလို့သူ့အိမ်ကိုဆွဲမသွားဘူးလားဆွဲသွားတာဟုတ်လားနော်သူ့အိမ်သူ့လမ်းသူသိနေတာနော်ဆွဲသွားတာအဲ့လိုအလေးကျရှိတာပေါ့နော်တခါတည်းပေါ့ဗျာဟိုဝေးရွာကဝယ်သွားအဲ့မှာကိစ္စတစ်ခုနဲ့ပေါ့တဲစုရွာတဲ့ဟိုသူကလာပြီးတော့လဲနဲ့ပေါ့လာခဲ့တယ်ဆိုရင်သူအရင်တုန်းကနေခဲ့တဲ့အိမ်စီကိုနွားတွေဆွဲတာပဲဟုတ်လားနော်မောင်းတဲ့လူကသာကြိုးပါပေါ့မထိန်ဘူးဆွဲမတာဘူးဆိုရင်သူအရင်တုန်းကနေခဲ့တဲ့အိမ်စီကိုသူကဆွဲသွားမှာနော်အဲ့ဒါကိုအလေးကျက်လို့ခေါ်တယ်ဟုတ်လားတိရစ္ဆာန်လည်းသူတော့မှတ်မိတယ်နော်မှတ်မိတယ်သူအိမ်ကံတရားကများတော့စဉ်းစားကြည့်ပေါ့နွားတွေနောက်တွေအကြောင်းနဲ့ထည့်လိုက်တာနော်ထည့်လိုက်ပြီးတော့နွားကြောင်သားနွားတော်တယ်သွားချပြန်လာပြီဆိုရင်နွားတွေသူ့အိမ်သူပြန်သွားကြဟုတ်လားနော်ဓာတ်ရဲရောက်ပြီဆိုသူ့အိမ်သူပြန်မသွားဘူးလားပြန်သွားတာဗျနော်အဲ့ဒါမှနွားတွေဘာတွေကတော့နည်းနည်းမှတ်မိရစိတ်တွေဘာတွေသိုးတွေဆိုရင်ဒီကလုံးရောကြောင်ပဲမှတ်မိဖို့မလွယ်ဘူးဟုတ်လားနော်မှတ်မိဖို့မလွယ်ဘူးတပညာလည်းပဲကဲရွာထဲရောက်လိုက်ပြီဆိုတာနဲ့သူ့အိမ်သူပြေးတာပဲဟုတ်လားသူ့ခြံသူမပြေးဘူးလားပြေးတာပဲကဲဆိုရပါသူများဒီကတော့ဒီအမှန်လေးကဲရက်ွက်ကမှကဲစိတ်ချနေရှိအကြောင်းလာပြီပေါင်းပြီးတော့ကြောင်းလာဟာပြန်သူ့အိမ်သူဝင်သွားကြသူ့ခြံနဲ့သူသွားကြတာပဲသူကခြံနဲ့ရောင်ပေါင်းတောင်လိုက်သွားတယ်ဆိုတာအငယ်တွေလောက်ဖြစ်ခြင်းဖြစ်မှာဟုတ်လားနော်ငယ်ပေါက်စလေးတွေကတော့ဒါမှတ်မိအောင်မဟုတ်ဘူးပေါ့ကြီးတွေကတော့တခါလေသူ့အိမ်သူပဲသွားကြတယ်ယထာပါတော့ကိုလည်းပဲအလေးချင်းရှင်းနေလို့ဖြစ်လိမ့်မယ်ပြန်ပြီးတော့နောက်ကိုပြန်လှည့်ကြစို့ဆုံးနေကြစို့လို့တချို့အမတ်တွေကပြောတဲ့အခါမှာချို့အမတ်တွေကတော့ပြန်ပြီးတော့နောက်မဆုံးနေပါနဲ့သူဟာသူသွားပါစေပေါ့ဒီတိုင်းပဲလွတ်ပြီးတော့ဒါပါဒီတိုင်းနောက်ကနေကြည့်ပြီးတော့သွားကြတာပေါ့ဆိုတော့
အဲ့ဒီဗုဒ္ဓယထာကမင်းရဲ့ဥယျာဉ်ထဲကိုဝင်သွားတယ်ရှင်မင်းရဲ့ဥယျာဉ်ထဲမြို့တော်ရဲ့ဥယျာဉ်ထဲဝင်သွားပြီးတော့နန္ဒာမင်းသားနန္ဒာအမျိုးကောင်းသားအိမ်နေတဲ့သစ်ပင်ကြီးအောက်ပေါ့အဲ့ဒါလက်ရာရစ်လှဲ့ပြီးတော့တဲ့အရှင်သစ်တက်ဖို့ရာအတွက်စောင့်ဆိုင်နေတယ်တဲ့နော်ဒါကြောင့်ဘုရားအတော်ဓမ္မတွေဖះကိုလှဲ့တဲ့အခါမှာလက်ရာရစ်လှဲ့ရမယ်နော်လက်ဝဲရစ်မလှဲ့ရဘူးဟုတ်လားကုသိုလ်ကြပါသောအခုလူတကာလူအမတွေရှင်လံဝရွပြီဆိုရင်မျက်မင်းစုသွားပြီးတော့အဲ့ဒါလှဲ့ကြတယ်မဟုတ်လားနော်မျက်မင်းစုဘုရားကြီးစေတီတော်ကြီးသွားပြီးတော့လက်မဲဆိုလို့ရှိရင်အရှိဘက်ပေါက်ကမဝင်ညာဘူးလားရှေ့ဘက်ပေါက်ကနေဝင်နော်ရှေ့ဘက်ပေါက်ကနေဝင်ပြီးလို့ရှိရင်ဘုရားကိုလက်မဲဆိုရင်တောင်ဘက်ကနေပြီးတော့လှည့်ရမယ်ဟုတ်လားအဲ့ဒါမှလက်ရရစ်လို့ခေါ်တယ်နော်မြောက်ဘက်ကနေသွားပြီးတော့လက်မဲဆိုရင်အဲ့ဒါလက်ဝဲရစ်ဖြစ်နေတာမှားနေတယ်ဟုတ်လားနော်ရှေးသူတော်ကောင်းတွေများသွားပြင်လက်ရရစ်ကိုလှည့်ကြတာများတယ်နော်ကဲရတော့လက်ပေါ်ဗျာဟုတ်လားအဲ့ဒါကိုဘုန်းကြီးတို့မြတ်မစုမှာလဲကိုအောက်ရင်မရနဲ့ခင်ဗျားတို့ဆင်းနေပါလေညင်းနေသွားလို့ရအောင်လုပ်ထားပါတယ်ဟုတ်လားစေဒီဘောရေးပေါ်မတက်ဘဲနဲ့အောက်ခြေကနေလှဲ့လို့ရအောင်လုပ်ပေးထားတယ်ဘုန်းကြီးနော်ဟုတ်လားအဲ့ရနေလှဲ့ပေါ်ပြတပတ်ဟုတ်လားဟမ်ခုတော့ဘုန်းကြီးမေးကြည့်တာရွာတဲ့လှဲ့တာကြာသွားတော့တဲ့ဖျားတဲ့အပေါက်ဝပဲရောက်တော့တယ်တဲ့ဟုတ်လားနော်အလူတကာနဲ့အလူမတော်မှာကြပြားကြရလက်ပြန်သွားဆိုပဲနော်မိုးကချုပ်နေပြီလေဟုတ်လားမိရလည်းမရှိတော့တော့မှောင်းနေဟုတ်လားနော်ရတဲ့မှာကမရွာတွေကလည်းလဲတာအခုဒီလိုဒီအမလေးရက်ွက်ကနေဟုတ်လားနော်ဆိုတော့အခါကျတော့လေအိုးတရားတော့ဟိုဘက်သွားမယ်ဆိုဝေးကြီးပဲဟုတ်လားနော်အကားတွေခုံနေနဲ့တီတွေမှုတ်တွင်းနဲ့ဆိုတော့လေကြာကြီးနေမှာပေါ့ဗျနော်3နာရီထိုးလောက်မှထွက်မယ်ဆိုရင်ဟုတ်လားအဲ့ဒါကြာကြီးပြနေတော့အဲ့ဒါလက်မှာမဟုတ်တော့ပါဘူးဟုတ်လားနော်အကယ်၍လှဲ့ခဲ့ရင်ပြောတာပါဟုတ်လားနော်အချိန်များလို့မလှဲ့ဘူးဆိုတော့လေခင်ဗျားတို့သဘောပေါ့ဟုတ်လားနော်ကဲတော့ဒါပါအဲ့ဒီတော့လက်ရရစ်လှဲပြီးတော့ငင်ရတာကအရှင်သင်စောက်ပြီးတော့နေတယ်တဲ့အဲ့ဒီတည်းမဲ့မူကြီးမတ်ရာတွေပညာရှိပရောဟိတ်တွေကအိမ်နေတဲ့နန္ဒအမျိုးကောင်းသားရဲ့ခြီလက္ခဏာတွေကိုခြီလိုက်တယ်ခြီလိုက်တဲ့အခါကျတော့ဒီအမျိုးကောင်းသားဟာတဲ့ဒီတပူဒိတ်ကိုမစောထားနဲ့ကျွန်းပေါင်း2000ကိုတဲ့အုပ်စိုးနိုင်တဲ့စัจ जा မင်းအဖြစ်နိုင်တယ်တဲ့အဲ့ဒီဖြစ်နိုင်တဲ့လက္ခဏာပါတယ်တဲ့နော်အဲ့ဒါနဲ့ဒုရိယတွေနဲ့တခါတည်းတီးပြီးတော့ပထမတစ်ချီတီးပြီးမှုတ်ပြီးတော့တကားတယ်နှိုးချပြန်နေပေါ့ဗျာနော်နောက်တကဒုတိယအကျိန်တတိယအကျိန်တီးမောက်ပြီးတော့နှိုးတဲ့အခါကျတော့သူကလည်းအိမ်မက်မက်နေတယ်ထင်းနေဟုတ်လားနော်ဒါလည်းတော့နန္ဒအမျိုးကောင်းသားကသူကနက်ခတ်ပွဲတဲ့ပင်နော်အဲ့ဒီကလာခဲ့တာဆိုတော့သူကအိမ်မက်ထဲမှာရွာကနက်ခတ်ပွဲတဲ့ပဲတီးမုတ်ကခုံနေတယ်လို့သူစိတ်ထဲထင်ပုံရပါတယ်နော်သိပြီးတော့အဲ့ဒါမကြည့်ဘူးနော်ဒါတီးမုတ်ကခုံနေတဲ့ဟာနဲ့တူတယ်ကြားတာဖြစ်မှာအဲ့မှာနောက်ကြမှာရှင်သာထားတော်မူပါဆိုတော့မှကြည်လိုက်တော့မူကြီးမယားတွေနဲ့
ကဏံယထာနဲ့တွေ့တဲ့အခါကျတော့မှအသင်မကြီးတို့ပရောဟိပုံနာမကြီးတို့သင်တို့တဲ့တွေဘာကိစ္စပါလဲလို့မေးတော့အရှင်သာကိုဗာရဏသီမင်းအဖြစ်ခန့်အပ်ဖို့အတွက်ရောက်လာခဲ့တာပါအဲဒီလိုတန်တဝူတင်တဲ့အခါကျတော့ဗာရဏသီမင်းကြီးကိုဘယ်ကိုသွားလို့လဲဗာရဏသီမင်းကြီးမရှိဘူးလားလို့မေးတဲ့အခါကျတော့ရှင်သာဗာရဏသီမင်းကြီးနတ်ရွာဆံကံတော်ကုန်သွားပြီဒီကနေ့ဆိုရင်ဘယ်နှစ်ရက်မြောက်ရောက်ပြီလဲလို့ဆိုတော့9ရက်မြောက်ရောက်ခဲ့ပါပြီအဲ့ဒါဆိုရင်အဲ့ဒီဗာရဏသီမင်းကြီးမှာသားတော်သမီးတော်တွေမရှိဘူးလားမကြံရဘူးလားလို့မေးတော့ငူကြီးမာယာတွေကအရှင်သာဗာရဏသီမင်းကြီးမှာသားတော်ရဲ့လို့မထွန်းကားခဲ့ပါဘူးမဖြစ်ခဲ့ပါဘူးသမီးယတနာတပါးပဲထွန်းကားခဲ့ပါတယ်အဲ့ဒါကြောင့်ရှင်သာသည်ဗာရဏသီပြည်ကိုမင်းလုပ်ပြီးတော့အုပ်ချုပ်ပါလို့အဲ့ဒီလိုလျှောက်ထားတယ်နော်ကိုလည်းမိမိတို့တွေပေါ့ကဲရှင်ပြုတယ်ဆိုရင်လေသမီးမင်းကလေးတွေကြီးတဲ့ဆိုရင်နားထွင်းတော့ပြင့်ကျင်ပြင့်မှာပေါ့ရှင်ပြုလို့ရမလားမရဘူးနော်သာယတနာမသာလည်းရင်ရှင်ပြုလို့ရတယ်ဗျနော်ရှင်ပြုလို့ရတာရှေးတုန်းကတော့ဒီလိုပဲဘယင်တွေဟာသားတော်မွေးဖွားမှထီနံကိုအကြတာနော်သမီးမင်းကလေးဆိုရင်ထီနံကိုမအကြခဲ့မအပ်ခဲ့ဘူးပေါ့ဗျာနော်အခုလည်းပဲဗာရဏသီမင်းကြီးမှာသမီးတော်ပဲကြံရတဲ့သမီးတော်ပဲမွေးပါခဲ့တယ်လို့အဲ့ဒီလိုတန်တော်တင်လိုက်တော့ကဲဒါဆိုလို့ရှိရင်လည်းပဲကျွန်ုပ်ဒီဗာရဏသီပြည်ကြီးကိုမင်းလောက်ပြီးတော့အုပ်ချုပ်မယ်လို့အဲ့ဒီလိုပြောလိုက်တော့မူကြီးမယာတွေအလုံးပါလာတဲ့ပုဂ္ဂိုလ်တွေကကဲမင်းကိုအဘိဓိတ်သုံးလောင်းဖို့အတွက်ပေါ့မန္တထိုးကြစို့ကိုအလူလူတဲ့အခါမှာမန္တထိုးတယ်လို့ပေါ့ဗျာနော်မင်းရဲ့ဥယျာဉ်ထဲမှာအဲ့ဒါအဘိဓိတ်ရေစဉ်သုံးလောင်းဖို့အတွက်မန္တဆောက်ကြစို့ဆိုပြီးတော့မန္တတခါတည်းဆောက်ကြဆောက်ပြီးတဲ့အခါမှာဘုရင်ရဲ့သမီးတော်ကိုလည်းပဲအဲ့ဒါခေါ်လာပြီးတော့ထိမ်းများလက်ဆက်ချင်းပြုလို့ဘယင်အဖြစ်နန္ဒာကိုတင်မြောက်ကြတယ်တင်မြောက်ပြီးတဲ့အခါကျတော့မင်းမြောက်တစားဝတ်လဲတော်ပေါ့နော်ဘယင်ရဲ့ဝတ်လဲတော်သောတော်တုံးကတော့အယတ်သားဆိုတော့အယတ်ဝတ်ပေါ့ဗျာဟုတ်လားအယတ်ဝတ်တယ်ဘဝသားဆင်ရင်လာတာဆိုတော့မင်းမြောက်တစားတွေပေးတာပေါ့အဲဒီလိုဆက်တဲ့အခါကျတော့နန္ဒာကမေးတယ်အမကြီးတို့သင်တို့ရဲ့ဒီဝလဲတော်မင်းမြောက်တန်စာဟာကြံလိုက်တာတဲ့နော်အရှင်မင်းသားတဲ့ဒီဝလဲတော်ဟာအတ္တပြာအပြင်1000တန်ပါတယ်တဲ့နော်ဝဆုံတဆုံကိုအတ္တပြာ1000တန်တယ်တဲ့အကောင်ဆုံးပေါ့ဟုတ်လားဗာရဏသီပြည်မှာတော့အကောင်ဆုံးအဝတ်တဲ့အကောင်ဆုံးအဝတ်ဖြစ်ပါတယ်အဲဒီလိုပြောတဲ့အခါကျတော့သင်တို့ရဲ့မင်းကြီးဟာဒီအဝတ်စားတွေကိုပဲဝတ်ဆင်သွားသလားလို့ဆိုတော့ဟုတ်ပါတယ်
ကျွန်တော်တို့ရဲ့ရှင်ဘုရင်ကြီးဟာဒီအဝတ်စားတွေကိုပဲရှင်မြန်သွားပါတယ်အဲ့လိုပြောတဲ့အခါကျတော့နန္ဒာကနေပြီးတော့ပြောတယ်ဩတင်းတို့မင်းကြီးဟာဩဘုံကံနဲ့လေစွာတကားဘုံကံမရှိဘူးတဲ့နော်အဝတ်စားပြောရင်တော့ကောင်းကောင်းမွန်မွန်ဒါမင်းမြောက်တစားအနေနဲ့သူဟာနဲ့သူတော့ကောင်းမှာပေါ့နော်အေးနန္ဒာအနေနဲ့ကြတော့ကျန်နေတဲ့ဗျာနော်ဒါကြောင့်ဘုန်းတော်အလုံးတကားဓမ္မတွေလည်းပဲကိုကကုသိုလ်ကောင်းမှုပြုခဲ့တယ်ဆိုရင်တော့ညင်ပေါ့ဟုတ်လားအခုကအမေတွေအဖေတွေကချုပ်ပေးတယ်ခင်ဗျားတို့ကြမ်းတယ်ဟုတ်လားဒီတဲ့ကောင်းတဲ့ဝါစာဝယ်ပေးခိုင်းပေါ့နော်ကိုကုသိုလ်ပါရင်ပေါ့လေဟုတ်လားအေးကြီးများလို့ရတယ်ကုသိုလ်ပါရင်ဟုတ်လားကုသိုလ်မပါရင်တော့ကြီးများလို့ရမရဘူးဗျဟုတ်လားအမေဖေပေးတာပဲဝေးရမှာနော်အခုနန္ဒမင်းကတော့ဖြင့်ဒီအဝတ်စားကိုမဝတ်နိုင်ဘူးတဲ့သူ့အမေပေးစဉ်တော့ငါလည်းပဲဒီဝတ်တွေဟာကြံထမ်းတယ်ဆိုပြီးတော့မပယ်ခဲ့ဘူးလားနော်ဘာလို့တော့ဆိုတော့သူဟာရှေးဘဝတွေကကုသိုလ်ကံမပါဘူးလားကုသိုလ်ကံပါလို့ညင်းနိုင်တာဗျဟုတ်လားနော်ခင်ဗျားတို့ကြည့်ပေါ့ဟောဧကသာတကပုံနာကြီးဘဝတုန်းကလည်းမြတ်စွာဘုရားကိုဝတ်ထဲဖြင့်ခြင်းတွေနဲ့မလူခဲ့ဘူးလားလူခဲ့တယ်နော်ကပလာနဲ့တကားတဲ့ပဲဘုရားမျက်နှာချက်တော်လုပ်ပြီးတော့မလူခဲ့ဘူးလားလူခဲ့တယ်နော်ကောဏဂုံနဲ့ကတ္တပမြတ်စွာဘုရားကြားမှာဗာရဏသီတထေဘဝဖြစ်စဉ်အခါတုန်းကလည်းပိစိကဗုဒ္ဓသင်္ကန်းချုပ်တဲ့နေရာမှာအစာမလောက်လို့သူ့ရဲ့အပေါ်ချုံလာတဲ့အစာကိုသူမလူခဲ့ဘူးလားလူခဲ့တဲ့ကောင်းမှုဟုတ်လားနော်ကဲနောက်တစ်ခါကတ္တပမြတ်စွာဘုရားရှင်ဇေဒီတော်ကြီးကိုလည်းပဲကပလာတွေနဲ့နော်တခါလည်းပဲလွှမ်းခြုံပြီးတော့လူခဲ့တယ်နော်12တောင်ရဲ့ကြာရိုးကြီးတွေကြာပန်းကြီးတွေလက်ဘိန်းလောက်ရှိတဲ့ရွှေကြာပန်းကြီးတွေနဲ့လူခဲ့တယ်မဟုတ်လားအဲ့ဒီကာမှုကုသိုလ်သူ့မှာမရှိဘူးလားကုသိုလ်ရှိလို့နော်ကြီးများလို့ရတာနော်ကုသိုလ်မများရှိဘဲနဲ့ခင်ဗျားတို့ကြီးများလို့ရတော့ဟုတ်လားမောချင်နေဟုတ်လားနော်တော့ပြီးတော့အဲ့ဒါဒီတိုင်းပဲဖြစ်မှာနော်တရားကုသိုလ်ကံပေးမရသေးကနောက်နေပြပါမရှိရတဲ့နော်ကုသိုလ်ကံငါပေးခြင်းရောက်လာရင်သူကသူကုသိုလ်ကံကပေးလာတာနော်အဲ့ဒါကိုမိမိတို့တွေကတို့တော့ဖြင့်ကုသိုလ်ကံတွေပြုပါတယ်လူတဲ့တန်းနဲ့ဒါပေမဲ့လို့လည်းပဲတို့တော့ဘာအကျိုးမှလည်းမပေးပါဘူးဘာအကျိုးမှလည်းတို့မရပါဘူးလို့အဲ့ဒီလိုစိတ်ထဲမဖြစ်နဲ့တဲ့ဟုတ်လားသူအကျိုးပေးခြင်းရောက်မှအကျိုးပေးလာမှာနော်ဟုတ်လားခုလူပြီးတော့အခုအကျိုးပေးဖို့ဆိုတာကပြောရင်တော့ကိုယ်ကလည်းပဲစိတ်စေတနာကလည်းပဲထက်သန်မဲ့အလူခံပုဂ္ဂိုလ်ကလည်းပဲစင်ကြယ်တဲ့ပုဂ္ဂိုလ်ဖြစ်မယ်ပေါ့နော်ကိုယ်ကလည်းပဲတကယ်ကိုပေါ်တကယ်လည်းပဲစိတ်ထဲကကြည်နူးပြီးတော့သွားမယ်ဆိုရင်တော့ဒိဋ္ဌဓမ္မအကျိုးဆိုတာပေးနိုင်တယ်နော်ဒိဋ္ဌဓမ္မမျက်မှောက်ဘဝမှာပဲအကျိုးပေးနိုင်တာပေါ့ဗျာနော်ကိုမြတ်စွာဘုရားကိုရှင်လိုပုဂ္ဂိုလ်ကြီးကိုလူခဲ့တာမျိုးတွေရှင်တော်ကရှင်သာရိပုတ္တရာရှင်မကတ္တပမထေရကြီးတို့ကိုလူထမ်းတဲ့အတွက်ကြောင့်ဒိဋ္ဌဓမ္မမျက်မှောက်ဘဝမှာပဲအကျိုးပေးသွားတဲ့ပုဂ္ဂိုလ်တွေလည်းမရှိဘူးလားအဲ့လိုပေါ့နော်
အလူကလည်းစင်ကြဲတဲ့စိတ်စေတနာကလည်းဖြူစင်တယ်အလူကံပုဂ္ဂိုလ်ကလည်းစင်ကြဲတယ်ဆိုလို့ရှိရင်တော့ဒီဘက်ဘဝမှာပဲအကျိုးပေးနိုင်တယ်ပေါ့ဗျာနော်အဲဒီလိုအကျိုးမပေးသေးဘူးဆိုရင်တော့နောက်ဘဝတွေကြာရင်တော့အကျိုးပေးပါလိမ့်မယ်ဗျာနော်တဲ့ကုသိုလ်ကံပေးများသေးကနှောင့်နှေးပြပါမရှိရာကုသိုလ်သီတာကိုစာမှန်စွာသိ၍အာထုတ်ပါတဲ့နော်ကုသိုလ်ဟာကိုယ်ဥစ္စာပဲဟုတ်လားကိုယ်ဥစ္စာလို့မြူတော်တွေကသဘောပေါက်ပြီးတော့အဲ့ဒါပြုလုပ်ပါနော်ကြိုးစားရမယ်ပြုလုပ်ရမယ်ဒီကုသိုလ်တွေဟာကိုယ့်ရဲ့ဘဝတစ်ခုကိုလိုက်ပြီးတော့အကျိုးပေးလိမ့်မယ်နော်ကုသိုလ်သီတာကိုယ်နောင်မှာအရေးပမာအေးသားရတဲ့နော်ကိုယ်နောင်မှာအရှိတ်တဖွယ်လိုက်ပြီးတော့နေလိမ့်မယ်ကုသိုလ်ကဟုတ်လားနော်ဒါကြောင့်ကုသိုလ်တွေပြုဖို့မကောင်းဘူးလားပြုကြဖို့လိုတယ်နော်ကုသိုလ်တွေပြုကြကဲဟောအလူတော့ငါဘုန်းကြီးချပေးခဲ့တဲ့တောင်းလကလေးပြန်ဆိုကြည့်ကြအောင်ဆိုနော်ဆိုလိုက်အကုသိုလ်ဟာကြောက်စရာနောက်မှာခံရမြဲကုသိုလ်ဆိုတာဝမ်းမြောက်စရာနောက်မှာဆံရမြဲဆိုကြည်သာမှာအကုသိုလ်ဟာကြောက်စရာနောက်မှာခံရမြဲကုသိုလ်ဆိုတာဝမ်းမြောက်စရာနောက်မှာဆံရမြဲအကုသိုလ်ဟာကြောက်စရာခုနော်အယမကတပါလောင်နန္ဒအမျိုးကောင်းသားဟာဘုရားအဆူဆူကုသိုလ်တွေမပြုခဲ့ဘူးလားပြုခဲ့တာနော်ဒါကြောင့်သူ့ရဲ့နောက်ကနေပြီးတော့အယိတ်ပမာလိုက်ပြီးတော့နေတယ်နော်သူလူခဲ့တန်းခဲ့တဲ့ကာမှုကုသိုလ်တွေရှိတဲ့အတွက်ကြောင့်သူချီးမြှားလို့ရတယ်လို့ပြောရမှာပေါ့နော်သင်တို့ရဲ့ဝလေတော်တွေဟာကြမ်းတမ်းနေတဲ့ငါတော့ဒီအဝတ်တွေကိုမဝတ်နိုင်ဘူးပေါ့နော်အဲဒီလိုပြောတဲ့အခါမှာမူမတ်တွေကလည်းပဲအရှင်မင်းပေါ့လူလောကမှာတော့ဖြင့်ဒီအဝတ်စားတွေဟာအကောင်းဆုံးပါပဲလို့ပြောတယ်နော်အဲ့ဒါဆိုရင်နဲ့သင်တို့ရွှေကြရာယူခဲ့ကြရွှေကြရာထဲမှာရေထည့်ခဲ့ကြနော်ကိုတကာလူမတွေရေထည့်ကြပြီဆိုရင်ကြရာလေးတွေနဲ့ရေထဲမချဘူးလားနော်ကြရာသေးသေးလေးတွေပေါ့နော်ရွှေကြရာဆိုရင်လည်းပဲကိုခက်တော့ရွှေစစ်တော့ပဲလုံနိုင်တော့မလဲဟုတ်လားငွေကြရာဆိုလဲငွေအစစ်တော့ပဲလုံနိုင်တော့မလဲဗျာဟုတ်လားရွှေဤတော့ငွေဤတော့ပေါ့ဟုတ်လားကဲထားပါတော့ဘလို့ပဲလုံလို့ဟုတ်လားကဲတော့ရေသက်ချခဲ့နော်ကိုယ်လည်းပဲသူကရွှေကြရာထဲမှာရေထက်ခဲ့ဆိုပြီးတော့အမင်းရှိတဲ့အခါမှာမူကြီးမယာတွေကရွှေကြရာထဲမှာရေထက်ပြီးတော့လာတယ်အဲ့ဒါနဲ့ဒီရွှေကြရာတွေကနေရေကိုယူမျက်နာသစ်ဘလောက်ချင်းပေါ့ဗျာနော်ဘလောက်ချင်းပြီးတော့လက်ခုပ်ထဲမှာရေကိုယူပြီးတော့အရှိအရက်ဘက်ကိုလက်ပြီးတော့တဲ့နော်ငါရဲ့ကောင်းမှုကုသိုလ်ကံတွေရှိခဲ့ပါကဘဝကပြုခဲ့တဲ့ကုသိုလ်ကံတွေရှိခဲ့ပါကပရိသာပင်ပေါ်ပေါက်ပါစေဆိုပြီးတော့အရှိပဲရက်ကိုရေပက်ပြီးတော့ဖြန်းလိုက်တယ်တဲ့လက်ခုပ်ထဲကနေနော်အဲ့လိုဖြန်းလိုက်တဲ့အခါကျတော့
မြေကြီးတဲ့ကနေကွဲအပ်လာပြီးတော့ပဒေသာပင်ရှစ်ပင်ပေါက်ပြီးတော့လာပါတယ်တဲ့နော်ဟေးပဒေသာဆိုတာကိုလိုရာဆွတ်ယူလို့ရတာပေါ့ဗျာနော်တခုတည်းတစ်မျိုးတည်းရလို့မဟုတ်ဘူးနော်ကိုလိုရာကိုယူလို့ရတဲ့ပဒေသာပင်ပေါက်လာတယ်ကဲရနဲ့တကားတောင်အရက်ကိုတကားရေနဲ့ပက်ပြီးတော့ဒိဋ္ဌာလိုက်တဲ့အခါမှာပဒေသာပင်ရှစ်ပင်ပေါက်လာပြန်တယ်အနောက်ရက်ကိုတကားရေပက်ပြန်ပြီးတော့ဒိဋ္ဌာလိုက်တဲ့အခါမှာလည်းပဒေသာပင်ရှစ်ပင်မြောက်ရက်ကိုလက်ပြီးတော့တကားရေပြန်လိုက်တဲ့အခါမှာလည်းပဒေသာပင်ရှစ်ပင်နော်ရှစ်လေးလီဆိုတော့32ပင်ပေါ့နော်ပဒေသာပင်နေပေါက်လာအဲ့ဒီပဒေသာပင်ပေါက်လာတဲ့ပဒေသာပင်ကနေပြီးတော့တဲ့အကောင်ဆုံးဖြစ်တဲ့အဝတ်တွေကိုယူပြီးတော့နော်ခါကိုလည်းဝတ်တဲ့အပေါ်ကနေပြီးတော့ယုံနေပေါ့ဗျာနော်နောကခြုံတယ်ပေါ့အဲ့ဒါကိုယူပြီးတော့ဝတ်ပြီးတော့မူကြီးမရတော့တဲ့ဗာရာဏသီပြည်ကြီးကိုစီလဲပါဘယ်လိုလဲရမလဲဆိုရင်ဟောဒီဗာရာဏသီတိုင်းပြည်မှာရှိကြတဲ့ပုဂ္ဂိုလ်တွေယနေ့ကစပြီးတော့ဘိုင်းငင်ကြီးချီဝင်ခြင်းဆိုတာကိုမလောက်ကြနဲ့တော့တဲ့ဗျာနော်ဘိုင်းငင်တာတွေမလောက်နဲ့တော့ပဲတဲဆိုတော့ဘိုင်းမငင်တော့ဘူးလားကြာလာပါပြီနော်ဒါပေမဲ့ဆောင်းတော့ရအောင်မယ်ထင်ပါတယ်ဟုတ်လားနော်ခြေတော့မငင်တော့ဘူးထင်ပါတယ်နော်ဒါပေမဲ့လောက်ခဏလက်တော့ဘွားတွေမျက်နှာတော့ဘွားတွေနော်လက်ရက်ဆောင်တယ်တွေတော့ရက်သေးတယ်ထင်ပါတယ်ဟုတ်လားနော်အဲ့ဒါတော့ရက်အောင်မှာပါဟုတ်လားရှေးတုန်းကတော့ဘိုင်းငင်တာတို့ရှိတာမဟုတ်လားနော်ဘိုင်းငင်နဲ့ချီချတယ်ပေါ့ဗျာရှေးတုန်းကတော့နော်ဒီလိုလုပ်ပြီးတော့ကိုယ့်ရဲ့လက်ဖြစ်ပေါ့ဟုတ်လားဝဲကြတာနော်ဘုန်းကြီးတော်အမေရိကသွားတာတော့မှဟုတ်လားနော်တဲစုကညနေတော့ဘွားပဲယူသွားဟုတ်လားနော်ဘာကြောင့်ဆိုတော့ကျောင်းမနေတော့နေရလဲဘုန်းကြီးဒီဘာတွေကိုတိတ်မသုံးတတ်ဘူးသူတို့ရဲ့ညနေတော့ဘွားကြီးတွေဟုတ်လားနော်မျက်နှာတော့တိတ်မသုံးကိုယ့်ရဲ့ဖြင်းတယ်ပဲသုံးတာများဟုတ်လားနော်ဘာလို့ရေချိုးတဲ့ခါတောက်ရတာအဲ့ဒါအားရဟုတ်လားနော်ခကြမ်းကြမ်းနဲ့တောက်လိုက်တော့ကြီးတွေဘာတွေပါပြောင်းဟုတ်လားနော်ဟွာဒီနဲ့တောက်ရင်ချော်ကြီးနဲ့ဟုတ်လားနော်ပြရတဲ့ပတ်ကြီးတွေနဲ့တောက်တယ်မို့ဟုတ်လားမသုံးတာအဲကြောင့်ကိုယ်မြန်မာပြပဲယူသွားဟုတ်လားနော်အဲ့ဒါခုမှမဟုတ်ပါဘူးဆရာကြီးတို့နဲ့နော်သွားတော့နေရပါနော်အဲ့တော့လည်းကိုယ့်ရဲ့ဖြင်းတစ်ပတ်ပဲယူသွားတာများတယ်ဟုတ်လားနော်အဲ့ဒီဟာတွေကတိတ်မသုံးတတ်ဘူးကိုယ်ပဲကုသကံမပါလို့လည်းမပြောတတ်ပါဟုတ်လားနော်အဲ့တော့ကုသကံမပါလို့ပဲပြောရင်လည်းပြောပေါ့ဟုတ်လားနော်အဲ့တော့နန္ဒာနဲ့ပြောလို့ရှိရင်တော့ဝေးတော့ကုသကံမပါလို့ပဲပြောဟုတ်လားနော်ဒီကျမ်းနဲ့ဟာမှာအကောင့်ထင်နေဟုတ်လားနော်ကဲတော့ထားပါတော့အဲ့တော့နန္ဒာရှင်ဘယင်လောင်ကနေပြီးတော့သူ့ရဲ့ဗာရဏသီမြို့မှာရှိတဲ့တိုင်းသူပြည်သားတွေတဲ့ဘိုင်းငင်ချင်းချီဝင်းချင်းချီချချင်းဘာမှမလုပ်ပါနဲ့တော့တဲ့အဝစာကောင်းတွေကိုဟောဒီပရိသာပင်ကနေပြီးတော့ဆွယူပြီးတော့ဝကြပါလို့အဲ့ဒီလိုစီလဲခိုင်းနေတဲ့နော်ကဲရီယာနေပြီးတော့ပေါ်ဆိုကြပါစို့ပိတ်သေးရေစဉ်တွေသွန်လောင်းပြီးတော့ဗာရဏသီခဏနန်းတော်ကိုပေါ့နော်ပင်ဆောင်သွားကြတဲ့ဗာရဏသီနန်းတော်ကြီးမှာ
ဘင်ရဲ့သမီးတော်နဲ့လက်ဆက်ပြီးတော့အဲ့ဒါမင်းအဖြစ်တင်မြောက်လိုက်ပါတယ်ဗျနော်တင်မြောက်လိုက်ပြီးတဲ့အခါဒီဒီနံစီစိန်တွေနဲ့စံစားခံစားပြီးတော့လာလိုက်တာတစ်တွေအတော်ကြာလာတယ်တဲ့နော်နှစ်တွေတော်ကြာလာတဲ့အခါကျတော့သူ့ရဲ့မိဖုရားကရှင်ဘုရင်ဟာရှေးကနေပြုတ်ခဲ့တဲ့ကောင်းမှုကုသိုလ်အဟောင်းတွေကိုပဲခံစားစမ်းစားပြီးတော့နေတယ်အသက်လည်းပဲထပ်ပြီးတော့ဘာကုသိုလ်ကောင်းမှုမှလည်းမပြုဘူးဝမ်းနေเสียကောင်းလိုက်တာလို့အဲ့ဒီလိုပြုလုပ်ပြီးတော့နှလုံးမသားမယာမှုပြုတယ်တဲ့နော်စိတ်မချမ်းသာမှုပေါ့ဗျာဟုတ်လားအခုဘဝမှာပေါ့ကုသိုလ်ကောင်းမှုဘာမှမပြုဘူးပေါ့ရှေးအတိတ်ကံကကုသိုလ်ကောင်းမှုတွေကိုပဲစံစားပြီးတော့နေတယ်ခံစားပြီးတော့နေတယ်ဆိုပြီးတော့အဲ့ဒီလိုပြောတယ်နော်ဒါကြောင့်ဘုန်းကြီးတို့ယနေ့လူတည်းကဒါဤကမှာပေါင်းသူတော်ကောင်းတို့တွေတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့တွေရှေးအတိတ်ကကောင်းမှုကုသိုလ်ကြီးတဲ့ထိုင်စားမနေကြနဲ့ဟုတ်လားနော်ရှေးကကုသိုလ်ကောင်းကြီးတဲ့ထိုင်စားနေခင်ဗျဘာဖြစ်သွားကုန်သွားမှာပေါ့ဟုတ်လားနော်မိမိတို့ကဒီဘဘဝမှာပဲထောက်ကြပါစို့ကိုလောက်ကိုင်းရှားပွေးတဲ့ဟာကိုနောက်ထပ်ဆက်ပြီးတော့တိုးပွားအောင်မလုပ်ဘဲနဲ့ထိုင်စားမယ်ဆိုရင်ကုန်မသွားပြီဘူးလားကုန်သွားမှာပေါ့နော်ဒါကြောင့်ကုသိုလ်ကောင်းမှုဆိုတာဒီလိုပဲခြေတိတ်ကကံကကိုယ့်ကိုကုသိုလ်ကောင်းမှုတွေအကျိုးပေးလိုက်တယ်အဲ့ဒီကျိုးပေးလိုက်တဲ့ဟာတို့ဒီစည်းစိမ်တွေခံစားပြီးတော့နောက်ထပ်ကုသိုလ်တွေမလုပ်ဘူးဆိုရင်ကုန်သွားမှာပေါ့ဗျာနော်အဲ့ဒါကြောင့်မလို့ကုသိုလ်ဆိုတာထပ်ပြီးတော့မလုပ်ရမလဲပြုရမှာဟုတ်လားလောကရဲ့စီဝါရေးခြေဝါရေးတွေမိမိတို့တည်းတွေယခုရှားပွေစူးစောင်းပြီးတဲ့အခါမှာနောက်ထပ်လည်းပဲတိုးပွားအောင်ခြေပွားအောင်ဆိုပြီးတော့လောက်ရပြီးတကဲ့သို့နော်လို့ရတယ်လို့ပဲကုသိုလ်ကောင်းမှုဆိုတာလည်းပဲရှေးတိတ်ကကိုပြုခဲ့တဲ့ကံယခုဘဝအကျိုးပေးပြီးရင်နောက်ဘဝနောက်ဘဝတွေအတွက်လည်းပဲပြုဖို့မလိုအပ်ဘူးလားဘာကြောင့်လဲဘဝတွေကမဆုံးနေဘူးလေနော်ဘဝတွေရှိနေတဲ့အတွက်ကြောင့်မိမိတို့တွေကကုသိုလ်ကိုထပ်ပြုဖို့မလိုဘူးလားထပ်ပြုဖို့လိုတယ်ဗျနော်ခုကြည့်လိုက်မိဖုရားကြီးကအဲ့ဒါကိုသူကမြင်နေရှင်မင်းကြီးဟာခြေအတေကကုသိုလ်ကံတွေကြောင့်ဘယင်ဖြေပြီးတော့ထိဏ္ဍစီစဉ်ဥစ္စာတွေနဲ့ပြည့်စုံကြွယ်ဝနေတယ်ဒါတွေကိုစံစားခံစားပြီးတော့နောက်ထပ်အသစ်လည်းပဲဘာတစ်ခုမှမပြုလုပ်ဘူးလို့အဲ့ဒီလိုစိတ်မချမမြေဖြစ်ပြီးတော့နေတဲ့အခါဘယင်ကနေပြီးတော့မေးတယ်ဘာကြောင့်အဲ့ဒီလိုနှလုံးမသားမရမှုဖြစ်ပြီးတော့နေတယ်လေလို့မေးတော့အရှင်မင်းအရှင်မင်းအရှင်ကကုသိုလ်ကံတွေကြောင့်မို့လို့ယခုမင်းဖြစ်လာတယ်ထိဏ္ဍစီစိန်တွေကိုခံစားစံစားပြီးတော့နေရတယ်နောက်ထပ်အတွက်လည်းပဲဘာကုသိုလ်ကောင်းမှုမှလည်းပဲမပြုလုပ်လို့ပေါ့အဲ့ဒါကြောင့်မို့လို့စိတ်မချမ်းမမြေ့ဖြစ်ပါတယ်လို့ပြောလိုက်တဲ့အခါကျတော့နန္ဒရှင်ဘုရင်ကကုသိုလ်ကောင်းမှုပြုဖို့ဆိုတာဟာသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်လည်းမရှိဘူးတဲ့နော်အဲ့တော့ဘုရားနှစ်ဆူရဲ့အကြာဆိုတော့နော်ဥပုသ်စောင်းတဲ့ပုဂ္ဂိုလ်ရှိပါမလား၅ပါးသီလလုံတဲ့ပုဂ္ဂိုလ်ဘယ်ရှိမလဲဗျနော်၅ပါးသီလသွားမေးကြည့်တိတောင်တိမှာမဟုတ်ဟုတ်လား
ဒါတော့ဘုရားသာသနာပွင့်မှသာလဲ၅ပါးသီလတို့၈ပါးသီလ၉ပါး10ပါးတို့ဒီလိုသိတာကိုဗျနော်ကိုဘုန်းကြီးတို့လူတကာဒကမတွေနဲ့တရားနာပြိဿပေါင်းသူတော်ကောင်းတွေမှာတော့ဟောကလေးလေးအားစပြီးတော့၅ပါးသီလမသိဘူးလားသိကြတာပဲနော်ငြိမ်းတဲ့ရောက်ဘုရားမပွင့်တဲ့အချိန်မှာဆိုရင်သီလဆိုတာဘယ်လိုဟာလဲလို့မသိနိုင်ဘူးနော်ဟိုဝိပဿနာတရားဆိုတာတော့ပို့ပြီးတော့ဝေးပြီပေါ့နော်ကဲတော့သီလမရှိဘူးတဲ့သီလမရှိကြတဲ့ပုဂ္ဂိုလ်တွေလူတန်းနေလို့လည်းပဲအကျိုးရမှာမဟုတ်ဘူးအကျိုးရှိမှာမဟုတ်ဘူးလို့ရှင်မင်းကအဲ့ဒီလိုမိတ်နေပေါ့အလုံးမိတ်တဲ့အခါကျတော့မိဖုရားကြီးကအရှင်မင်းများအဲ့ဒီလိုတော့လည်းပဲမပြောပါနဲ့လောကမှာသီလဝန္တပုဂ္ဂိုလ်တွေအရိယာသူတော်ကောင်းတွေဆိုတာရှိနိုင်ပါတယ်တဲ့အဲ့ဒီအရိယာသူတော်ကောင်းတွေကိုပင့်ပြီးတော့မိမိတို့လူမဲ့တမ်းမဲ့ဆိုလို့ရှိရင်ကုသိုလ်ဖြစ်နိုင်ပါတယ်ဒီလိုအကြံပြုတယ်ပေါ့နော်ကဲအဲ့ဒါဆိုရင်လည်းပဲတို့သီလဝန္တာသီလရှိတဲ့ပုဂ္ဂိုလ်တွေအရိယာပုဂ္ဂိုလ်တွေကိုတို့လူချရအောင်လို့မင်းနဲ့မိဖုရားနှစ်ပါးဟာစိတ်တူကိုမြပေါ့ဗျာစီမံကြလှူဖို့တန်ဖို့အတွက်တွေပေါ့လူဘွယ်ဝတ္ထုတွေသွမ်းခဲပွဲပေါ်ခြင်းတွေချက်ကြပြုတ်ကြပေါ့ဗျာနော်ချက်ပြုတ်ပြီးတော့မိဖုရားကြီးကလည်းဥပုသ္စာဝင်ပြီးတော့သွားတယ်တဲ့နော်ဥပုသ္စာဝင်တဲ့ခြေတုံကတော့ဒီလိုသုံးတာပေါ့နော်အမှန်ကတော့သီလယူတာပေါ့နော်သီလယူပြီးတော့နေတာကဲဒီမှာတဲ့သူကသူ့ရဲ့အကျင့်ပေါ့ဗျာရှင်းတော့ဒီလို၅ပါးသီလ都ရှိခြင်းမရှိမှာပေါ့နော်သူရဲ့ကိုယ်ကျင့်တရားတွေကိုဆင်ញင်တဲ့သဘောပဲအဲ့ဒီလိုနဲ့သူကနေပြီးတော့ညာရောက်တဲ့အခါမှာအရှိဘက်အရဘက်ကိုလှည့်ပြီးတော့ပြင့်နေအရှိယမအရိယာသူတော်ကောင်းများရှိခဲ့ပါကဗာရဏသီမင်းနဲ့မိဖုရားတို့ရဲ့လူဝဲဝတ္ထုအစုစုတို့ကိုအလူခံကြွားရောက်တော်မူပါဖုရားလို့အဲ့ဒါအရှိဘက်အရက်ကိုလဲပြီးတော့လက်ချီပြီးတော့ပင့်တဲ့နော်မင်းတဲ့အခါမှာမနဲ့ရောက်လာတဲ့အခါမှာတပါးမှလည်းကြွပြီးတော့မလာဘူးနော်သီလဝန္တာသီလရှိတဲ့ပုဂ္ဂိုလ်ရဲ့လို့လေတဦးတယောက်မှလည်းပဲပေါ်ပေါက်ပြီးတော့မလာဘူးတဲ့အဲ့လိုနဲ့မွန်တဲ့ထီအောင်စောင့်တာပေါ့ဗျာနော်မွန်တဲ့ချိန်လောက်ထီအောင်ပေါ့10နာရီ17နာရီထီစောင့်ကြွားများကြွားလာမလားပေါ့ဟုတ်လားနော်အေးကြွားများကြွားလာမလားဆိုပြီးတော့တခါတည်းစောင့်နေတယ်တောင်းနေပြီမဲ့လို့လဲကြွားမလာတဲ့အခါကျတော့ကဲကြွားမလာဘူးဒီသမင်းနေဟင်းတွေစွမ်းနေစွမ်းရှားတဲ့ပုဂ္ဂိုလ်တွေကိုကျွေးမွေလှူဒန်းလိုက်တယ်တဲ့နော်ကျွေးမွေလှူဒန်းလိုက်တဲ့နန်းတွေကပုဂ္ဂိုလ်တွေလည်းပါမှာပေါ့နော်အေးမြို့သူမြို့သားတွေတကြွမှာတော့ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေပေါ့ဆင်းရဲသားတွေဘုံတောင်ရာဇကာတွေပေါ့စုတော်သားတွေဒါလည်းရှိပါမှာပေါ့နော်အေးခရီးသွားတွေအလုံးကိုကျွေးမွေးပြီးတော့လူထားလိုက်ပါတယ်တဲ့အဲဒီလိုနဲ့နောက်ရရောက်ပြန်တော့လည်းပဲစီမံထားကြပြန်နဲ့ချက်ပြုတ်ပြီးတော့တောင်အရဘက်ကိုညကြတော့ပညာပြန်နေတဲ့
တောင်ယမအကယ်၍အရိယာသူတော်ကောင်းများရှိခဲ့ပါကဗာရဏသီမင်းရဲ့မင်းနှင့်မိဖုရားတို့ရဲ့လူဝဝတ္ထုအစုစုကိုအလူခံရန်ကြွားတော်မူပါဖရာဆိုပြီးတော့ပညာပြန်နေနောက်နေ့မနေ့မောလင်းလာတဲ့အခါကျတော့တောင်ရကလည်းပဲကြွပြီးတော့မလာဘူးတဲ့ကြွမလာတဲ့အတွက်ကြောင့်ဟောနာခရီးသွားတွေသူဆင်းရဲသားတွေအားလုံးမြို့သူမြို့သားတွေကိုကျွေးမွေးပြီးတော့လူထမ်းလိုက်ပြန်ပါတယ်တဲ့ဒီလိုက်သီလရှိတဲ့ပုဂ္ဂိုလ်နော်ဟောပြင်တာမခက်ဘူးလားခက်တာနော်အခုဆိုရင်မိမိတို့တဲ့တွေကျွေးမွေးလူထမ်းလိုက်တာသီလရှိတဲ့ပုဂ္ဂိုလ်တွေသာသနာရှိနေတော့သီလဝန္တပုဂ္ဂိုလ်တွေမရှိဘူးလားကြည့်ကြတယ်နော်ကဲသာသနာဝန္တရှင်ယဟန်တွေရှိနေတော့မိမိတို့တွေကပင်ပိတ်ပြီးတော့ဆွမ်းခဲဝဲဘောဇင်းတွေကကြလူဝဲဝတ္ထုတွေလူချလွယ်လွယ်လှူလို့မရဘူးလားအကယ်၍ပေါ်မိမိတို့ရွာကနေပြီးတော့ပင်ပိတ်ကျွေးမွေးကြတယ်ဆိုရင်လေအဲ့တော့၅ပါးသီလလုံးတဲ့ပုဂ္ဂိုလ်တော့မပါဘူးလားပါကြမှာပဲနော်ဒါကြောင့်ကျေးဇူးရှင်ကမ္ဘာသာသနာပြုတာမူလို့ဆရာတော်ဘုရားကြီးကတော့သူတစ်ပါးကိုသူ့ရဲ့အလူကိုချီးမြှောက်ခြင်းနဲ့ဆိုရင်လည်း၅ပါးသီလလာတော့အရင်ဆုံးခံယူလိုက်နော်၅ပါးသီလခံယူပြီးတော့မှသူကျွေးမွေးတာတွေကိုတွားပြီးတော့သုံးဆောင်လိုက်ရင်ခမရတို့ငွေ1000ကူရာတဲ့ပို့ပြီးတော့မမြတ်ဘူးလားမြတ်မှာနော်ငွေ3သိန်းတကားတဲ့မိမိကိုညီလိုက်တာတဲ့ပို့ပြီးတော့မမြတ်ဘူးလားမြတ်တယ်နော်အဲကြောင့်ဆရာတော်ဘုရားကြီးကကျွေးမွေးလူတန်းမဆိုသီလကိုအရင်ဆုံးယူခိုင်းပြီးမှကျွေးလေးမွေးလေးရှိတယ်နော်အဲ့ဒါဘာလို့ဆိုတော့လှူတဲ့ပုဂ္ဂိုလ်ကိုမြတ်စေခြင်းတဲ့အတွက်ကြောင့်ဟုတ်လားအဲ့တော့သီလယူထားတဲ့ပုဂ္ဂိုလ်တွေဒီအလူတကအလူမတွေကိုချီးမြှောက်လိုက်ရမရဘူးလားရောက်သွားတာနော်ခဏပေါင်သိမ့်တွားကူလိုက်တာအထက်ကိုမြတ်သွားတာဗျနော်ကဲတော့ခဏတောင်ရမှာပြစ်မေမဲ့လို့လည်းပဲကြွပြီးတော့မလားတခါညာရောက်ပြန်တော့လည်းပဲထုံနည်းတူစွာပဲစီမံချက်ပြုတ်ပြီးတော့ပညာပြန်နေဘယင်နဲ့ဘယင်မိဖုရားနဲ့တခါပညာပြန်နေအနောက်ယမအကယ်၍အရိယာသူတော်ကောင်းများရှိခဲ့ပါကဗာရဏသီမင်းနဲ့မိဖုရားတို့ရဲ့လူဘွယ်ဝတ္ထုအစုစုကိုအလူခံကြွားရောက်တော်မူပါဖေဟာဆိုပြီးတော့ပညာပြန်နေမနေ့ရောက်လာတဲ့အခါ7လောက်ရောက်သည့်ထိအောင်တပါးမှကြွမလာဘူးတဲ့အလူခံတယောက်မှမလာဘူးနော်အဲလိုမလာတဲ့အတွက်ကြောင့်မလို့တခါခဏခီးသွားတွေဘုံတော်ရာဇကာတွေပေါ့မြို့သူမြို့သားအလုံးကိုဆင်းရဲသားတွေကိုကျွေးမွေးလူထမ်းလိုက်ပြန်ပါတယ်တဲ့တခါဒီလိုပဲစီမံထားကြပြန်တယ်ချက်ပြုတ်စီမံလူဘဝတ္ထုတွေစီစဉ်ပေါ့စီစဉ်ပြီးတော့ညရောက်လာတဲ့အချိန်ခါမှာမြောက်ဘက်ရကိုလဲပြီးတော့မြောက်ရမာရိယသူတော်ကောင်းတွေရှိခဲ့ပါကဗာရဏသီမင်းရဲ့မိမင်းနဲ့မိဖုရားတို့ရဲ့လူဘဝတ္ထုအစုစုကိုအလူခံကြွားရောက်တော်မူကြပါဗျာလို့အဲ့ဒီလိုပညတယ်တဲ့အဲ့လိုပင်လိုက်တဲ့အခါဟိမန္တာအယမတရင်သုံးပြီးတော့နေတဲ့ပထုမောတ္တရာပထုမပစ္စေကဗုဒ္ဓပေါ့နော်ပစ္စေကဗုဒ္ဓ900နော်အကြီးဆုံးမဟာပထုမပစ္စေကဗုဒ္ဓကမင်းနဲ့မိဖုရားတို့ရဲ့ပင်တဲ့အတန်ကိုကြားတယ်တဲ့နော်ဘယ်နဲ့ဒိဗ္ဗသောတာနာနဲ့ပေါ့ဗျာနော်
ဝေးရနေလမ်းပဲ့နေတဲ့အတန်ကြားတယ်အဲ့လိုကြားတဲ့အတွက်ကြောင့်မို့လို့ပိစိကဗုဒ္ဓရှင်မြတ်တွေကိုလျှောက်ထားတဲ့သူရဲ့ညီတော်ပိစိကဗုဒ္ဓတွေကိုရှင်ဘုရားတို့ဗာရဏသီမင်းနဲ့မိဖုရားတို့ကတော့သူတို့ရဲ့အလိုအထုကိုချီးမြှောက်ဖို့ပင်လျောက်နေကြပြီရှင်ဘုရားတို့ကြွားရောက်ချီးမြှောက်ကြမလားလို့အဲဒီလိုလျောက်ထားတဲ့အခါကျတော့နန္တော်ကြီးရဲ့သဘောတရားသဘောအတိုင်းမှာပဲနန္တော်ကြီးကြွမယ်ဆိုရင်လည်းပဲတပည့်တော်တို့လည်းကြွားရောက်ပြီးတော့ချီးမြှောက်ပါမယ်ဆိုတော့အဲ့ဒါနဲ့အားလုံးပေါ့လေသဘောတူလက်ခံလိုက်တယ်ပဲပြောပါတော့နော်လက်ခံလိုက်ပြီးတော့နောက်နေ့ပေါ့မနေ့အာယုံကျင်းလင်းတဲ့ချိန်ခါမှာတော့ဖြင့်ကောင်းဝင်ခရာနေကြွလာအနောတတအိုင်မာမျက်နာသိရသုံးတော်မူကြတယ်တဲ့နော်အဲ့ဒီမှာရေသုံးပြီးတဲ့အခါကျတော့မှတပိတ်လေးတွေလွယ်ပြီးတော့ကောင်းကင်ခရီးကနေပြီးတော့ဗာရဏသီပြည်ဘက်ကိုကြွပြီးတော့လာတယ်အဲ့တော့ပိစိကဗုဒ္ဓ900ဆိုဘုရားတရားဓမ္မတွေကြီးညိုချစ်ပေါ့နော်ဟေးကောင်းကင်ခရီးကနေတန်းစီပြီးတော့နော်တန်းလိုက်ကြီးနေမှာပဲဟုတ်လားနော်ဘုန်းကြီးတို့ကလူပြည်လူလောကမှာပေါ့ကဲဆိုကြပါစို့ရဟန်းတန်ဃာတွေခင်ဗျားတို့အလူမင်းဝင်လူမတန်းမှာကြွာလာပြီးဆိုရင်လေတန်ဃာတာ900တောင်မရှိသေးဘူးအများကြီးမရှိသေးတာမှကြီးညိုစရာမကောင်းဘူးလားနော်ကဲတကူလာရာသီပေါ့ဒေါ်နဘာတွေလည်းဝဲကြရာတွေဝဲကြပြီးတော့ကြွားတယ်မှာတန်းစီပြီးတော့တခါလေအတန်းရှိမြင်လဲရပြီးတော့စိတ်ထဲမှာကြည်နူးပွဲမကောင်းဘူးလားနော်တန်ဃာတွေမြင်ကြည်ညိုစရာကောင်းလိုက်တာပေါ့နော်တန်းရင်ခုလည်းပဲဒုန်နေတူသားပဲပေါ့ကောင်းကင်ခရီးနေပြီးတော့ကြွာလာတဲ့ပုံကိုအာယုံပြုတ်ပြီးတော့ကြည်ညိုကြည်နော်ရတောင်တွေကိုစီနဲ့တပိတ်ကလေးတွေလွယ်လို့သင်္ကန်းသက်ပဲပြီးတော့ကြွာလာတော်မူကြတယ်အဲဒီမှာဗာရဏသီမြို့ရဲ့အစုံရောက်တဲ့အခါမှာကောင်းကင်ခရီးကနေပြီးတော့ဆင်းပြီးတော့ခြေလင်းကြွတော်မူတယ်နန်းတော်ကိုနော်ခြေလင်းကြွခြေချင်းကြွတာပေါ့ဗျာအဲမှာကြွတော့မြို့သူမြို့သားတွေကလည်းဖူးလိုက်ကြတာတခါမှမဖူးဘူးပေါ့ယဟန်ပိစိကဗုဒ္ဓမမြင်ဘူးကြဘူးဟုတ်လားအဲမှာဘုမျောပြီးတော့ဘုရင်ကြီးသည်သွားပြီးတော့တန်တော်ဦးတင်ညအရှင်မင်းမြတ်ကြီးပိစိကဗုဒ္ဓအရှင်မြတ်တွေကြွရောက်လာပါတယ်လို့ဆိုတော့မင်းနဲ့မိဖုရားနဲ့ဝမ်းသာလိုက်တာအိမ်မနေရာတွေပေါ့ဒါကြတဲ့ချနော်ပိစိကဗုဒ္ဓရှင်မြတ်တွေရဲ့သပိတ်ထဲကိုဆွမ်းတွေဆွမ်းရင်းတွေလောင်ညလှူကြတယ်ပေါ့ဗျာနော်လောင်လှူပြီးတော့တခါတည်းကတ်ကြတာပေါ့ဟုတ်လားဒါကြောင့်တချို့တခါတလေတချို့ရွာတွေဘာတွေမှာကြတော့နော်အလူမန္တတဲ့ကိုဘုန်းကြီးတွေပင့်ပြီးတော့ဆွမ်းကတ်လေးကတ်ထားရှိကြနော်ဒါတချို့ရွာတွေပေါ့တချို့ရွာတွေကြတော့လေဘုန်းကြီးကျောင်းမှာပဲကတ်လိုက်တာဟုတ်လားဒါကြောင့်လို့ဆိုတော့လေအလူမန္တတဲ့ဆိုတော့အခန်းနေဥပါကိုဗျာကျွေးမွေတာနဲ့ဆိုင်နေရောပါရောဟုတ်လားနော်အခန်းနေဥမှာနဲ့ဆိုတော့လေဒီလူမန္တတဲ့မှာမပြတ်တော့ကျောင်းမှာပဲကတ်ကြတာကိုကဲလူဝင်တဲ့ခါမှညနေလူပေတရားနာတော့မှနော်အဲ့ဒီကြမှရဟန်းတန်ဃာတွေပြည့်နိုင်မို့လားကဲရထားပါတော့ကိုလည်းပဲ900သောပိစိကဗုဒ္ဓတွေဆုံးကတ်တာနော်နန်းတော်ထဲမှာအဲ့တော့သူ့ဘာသူတပိတ်ကလေးတွေနဲ့ဖုံးပေးကြတာဆိုတော့လေနေရအများကြီးမလိုအပ်ဘူးနော်ဝဲတွေနဲ့ဝိုင်းတွေနဲ့ကမဲဆိုလို့ရှိရင်မြို့ရစဉ်းစားကြည့်ပေါ့900ဆိုရင်ဟောဒီမန္တနဲ့သမမလား
စားလိုက်မလဲဟုတ်လားနော်မစားနိုင်ဘူးဗျတတုတ်စီမြတ်ကြိုက်ရင်တော့မပြောတတ်ဘူးဟုတ်လားနော်တပိတ်ကလေးတွေနဲ့ကိုစီရှေ့ကိုချပြီးတော့ပတ်လေဝိုင်းပြီးတော့ကတ်မယ်ဆိုရင်ရတယ်ဟုတ်လားရနိုင်တာပေါ့ကဲဒီလိုနဲ့ကကြတဲ့မင်းနဲ့မိဖုရားနဲ့ပေါ့လေခါရဲချောင်းကကြစွန်လူချနော်တာမြစ်တိတိုင်အောင်နဲ့တခါရဲကကြတယ်တဲ့နော်တခါတို့တမပြီးတော်ပါပြီပေါ့နော်တော်ပြီတမပြီလို့တာမြစ်ယူရလောက်သည့်ထိအောင်ပေါ့တခါရဲကကြတယ်ချွမ်းလောက်ကျွေးတယ်ပေါ့ချွမ်းကတ်တယ်ပေါ့လိုကပ်ပြီးတဲ့အခါမှာပိစိကဗုဒ္ဓတွေအနေပြီးတော့ပြောရင်တော့စုပေးတယ်ပေါ့တရားတွေကတော့ပိစိကဗုဒ္ဓဆိုတာအကျယ်ကြီးမဟောနိုင်ဘူးနော်မဟောနိုင်ဘူးပိစိကဗုဒ္ဓတွေကဘုန်းကြီးတို့တပည့်ညုမြတ်စွာဘုရားတွေလိုတရားဓမ္မတွေဒေသနာတွေအကျယ်မဟောနိုင်ဘူးနော်ဒါကြောင့်လည်းသူတို့ကိုယ်တိုင်ကလည်းပဲတံဝေကဉာဏ်ဖြစ်ပြီးတော့ပိစိကဗုဒ္ဓဖြစ်သွားကြတာနော်ဒါကြောင့်မို့တရားအကျယ်တွင်တော့မဟောဘူးဒါနဲ့မင်းနဲ့မိဖုရားနဲ့ကလျှောက်ထားကြတယ်အရှင်မြတ်တို့ဘုရားအရှင်မြတ်တို့တွေတပည့်တော်ရဲ့မင်းဥယျာဉ်ထဲမှာတည်င်းသုံးတော်မူကြပါဘုရားအရှင်ဘုရားတို့မင်းဥယျာဉ်ထဲမှာတရင်သုံးမယ်ဆိုလို့ရှိရဲ့ထွန်းသင်္ကန်းကြောင့်စေပစ္စည်း၄ပါးအပြင်လည်းပဲမပင်မညပဲဖြစ်ပါလိမ့်မယ်ဘုရားတပည့်တော်တို့တွေလည်းပဲနေစဉ်နဲ့အမြကုသိုလ်တွေပြုခွင့်ရပါလိမ့်မယ်ဘုရားကုသိုလ်တွေတပည့်တော်တို့တိုးပါလိမ့်မယ်ဘုရားဒါကြောင့်ရှင်မြတ်တို့ဘုရားတပည့်တော်ရဲ့မင်းဥယျာဉ်ထဲမှာလည်းပဲစိတ်ငြိမ်ပါတယ်ဗျာအဲ့ဒီမှာတရင်သုံးတော်မူပါနော်မင်းဥယျာဉ်ဆိုတာအကျယ်ကြီးနေမှာပေါ့ဗျာနော်သက်ပင်ပန်းပန်းတွေရောရှိမှာပေါ့နော်အယရာပင်တွေရောပေါ့အလုံးပေါ့မင်းဥယျာဉ်ဆိုတော့ဒါစုစုပြေပြေရှိမှာပေါ့ဗျာဥယျာဉ်ချမှန်ကြည့်ပေါ့ကဲရနဲ့ပိစိကဗုဒ္ဓတွေကလက်ခံတော်မူတယ်တရင်သုံးမယ်ဆိုတဲ့အကြောင်းလက်ခံတဲ့အခါကျတော့ရှင်ဘုရင်ကအာလုံးပေါ့လက်သမားတွေပိတုကာတွေအကုန်လုံးခေါ်ပြီးတော့ကြောင်း900ဆောက်တယ်တဲ့တပါးနေကြောင်းပေါ့ဗျာနော်ကြောင်း900ဆောက်တယ်ကြောင်း900တဲ့မကားဘူးတကားဈဉ္ညာလျှောက်ဖို့အတွက်တဲ့ဈဉ္ညာကြောင်းမှာဆောက်လုပ်ပြီးတော့လူတယ်နော်အလုံးဘုန်းကြီးတို့တရားဓမ္မတွေလည်းကိုတောင်မလို့ကြောင်းကြီးလည်းရောက်ဖို့မှာပဲနော်ကဲတောင်မလို့ကြောင်းကြီးရုံရောက်ဖို့တောင်မှအများရေဝန်းကြောင်းတို့ဘာရောက်မှာပါဟုတ်လားနော်ရောက်လားဟောအမလေးရဆိုတော့ဝေးနေဆိုရောက်ချင်မှရောက်မှာဟုတ်လားနော်ရောက်ချင်မှရောက်မှာဟုတ်လားအဲ့တော့ဆရာတော်ကြီးတို့တရင်သုံးသွားတဲ့နေရာဌာနဆိုရင်ကြောင်းဈဉ္ညာကြောင်းတွေမရှိဘူးလားဉ္ညာကြောင်းအများကြီးရှိတယ်နော်ကြောင်းဆောင်တဲ့ဈဉ္ညာနဲ့တွဲပြီးတော့မထားဘူးလားထားကြတယ်နော်ကဲဒီလိုသဘောတောင်အလုံးမတို့မြင်အောင်ကြည့်ပေါ့ဗျာဟုတ်လားကဲရင်တော့ဈဉ္ညာရှောက်ဖို့ရောအလုံးစီမံပြီးတော့ပိစိကဗုဒ္ဓ900မင်းရဲ့ဥယျာဉ်ထဲမှာတရင်သုံးပြီးတော့နေတော်မူတယ်အဲ့ဒီလိုနဲ့နှစ်ကြာလာတဲ့အချိန်ကြတော့ဗာရာဏသီမြို့ရဲ့အစုံမှာတပုံတကန်ထားကြွတောင်းညံပြီးတော့လာတယ်တဲ့နော်တပုံတကန်နေထားကြွတောင်းကြလာတဲ့အခါကျတော့ဗာရာဏသီမင်းကမိဖုရားကြီးကိုမှာခဲ့တယ်
သင်မိဖုရားကြီးငါကတော့ပြင်တိုင်းစုံပြည်ပြာကိုသဘုံသံဃာတွေကိုတွန်းလှန်ဖို့အတွက်နှိမ်နှင်းဖို့အတွက်ငါလိုက်ပါပြီးတော့သွားရမယ်ဘုရင်ကိုယ်တိုင်တော့တိုက်ချင်မှတိုက်မှာပေါ့နော်မင်းပါတယ်ဆိုတော့နောက်ပါငယ်သားတွေလည်းအာရှိမှာပေါ့ဗျာဟုတ်လားကဲဒါပါတော့အဲ့ဒါဒီပိဿကဗုဒ္ဓအရှင်မြတ်တွေကိုငါရှိပြီးတကဲ့သို့ပြုစုပါဆွမ်းသင်္ကန်းကြောင့်စေမပင်မအောင်အလုံးစောင့်ရှောက်ပါပြုလုပ်ပါနှုဒ္ဓမာလို့အဲ့ဒီလို့မှားတယ်မာရကမမိဖုရားကြီးကလည်းစိတ်ကြပါရှင်မင်းကြီးအရှင်ညီမင်းကြီးမရှိပဲမလို့လည်းပဲရှင်မင်းကြီးရှိပြီတကဲ့သို့ကျွန်တော်မျိုးမတို့တွေပိဿကဗုဒ္ဓတွေကိုလိုလေသေးမရှိအောင်ဆွမ်းသင်္ကန်းကြောင့်စေပစ္စည်းလေးပါတို့ဖြင့်ပြုစုပါမယ်စောင့်ရှောက်ပါမယ်လို့အဲ့ဒီလိုဂတိပေးတယ်ဂတိပေးတဲ့အခါမှာဘုရင်ကြီးနေတကွာပေါ့ကဲစစ်အင်္ဂါတွေတိုင်းစုံပြည်ပြားကိုထွက်ပြီးတော့သွားတယ်တိုင်းစုံပြည်ပြားတော့သွားတော့လာတယ်ချီပေါ့ဗျာနော်လာချီပြီးတော့ကြားတယ်အဲဒီလိုလာချီပြီးကြားတဲ့အခါမှာပိဿကဗုဒ္ဓအရှင်မြတ်တွေကလည်းပဲအာယုသင်္ခါရလွတ်ချင်းရောက်ပြီးတော့လာတယ်လူလို့ဆိုရင်တော့တေဖို့ရာပေါ့ဗျာတေဖို့အချိန်ပေါ့ဟုတ်လားရောက်လာပြီပေါ့ဒါကဘုရားယန္တာပိဿကဗုဒ္ဓတွေကြတော့အာယုသင်္ခါရနော်ကဲလွတ်ဖို့အချိန်ရောက်လာပြီဆိုတာသိတယ်အဲဒီလိုနဲ့နန်းတော်ကိုသွားပြီးတော့သွန်ဖုံပေးကြသွန်ဖုံပေးပြီးတော့ညရောက်တဲ့အချိန်ကြတော့အကြီးဆုံးမဟာဗဒုမပိစေကဗုဒ္ဓရှင်မြတ်ကြီးကဇင်ကြံကြွားရင်နဲ့ဇင်ញံရဲ့ဥမာဇင်ញံကြောင်းထဲမှာတကယ်ပြင်းလေးကိုမီးပြီးတော့မတ်တရရဲ့ပရိနိဗ္ဗာန်ပြုသွားတယ်နော်အဲ့တော့ဘဒုမမရိပိဿကဗုဒ္ဓပရိနိဗ္ဗာန်ပြုသွားတဲ့ခါနောက်ကညီတော်တွေကလည်းထုံနီးတူစွာပဲတဲ့နော်အဲ့ဒါ900လုံးတစ်ပြိုင်နဲ့ပရိနိဗ္ဗာန်ပြုသွားကြတယ်နော်ပုံစံကလည်းပဲအတူတူပဲဇင်ញံတယ်မှာပဲမတ်တရရဲ့တကယ်ပြင်ဆိုတာရှက်ပြင်ချက်ပေါ့နော်နောက်မှီပြင်းကြအဲ့ဒါကိုမှီပြီးတော့ပရိနိဗ္ဗာန်ပြုပြီးတော့သွားတယ်နောက်နေမနဲ့မိုးလင်းတဲ့အခါကျတော့မိဖုရားကြီးနေတဲ့ကွာအလုံးနန်းတွင်သူနန်းတွင်သားတွေကသွန်ခဲပွဲဘောဇင်တွေချက်ပြုတ်ပြီးတော့စောင်းမျောပြီးတော့နေကြတယ်နေတဲ့အခါကျတော့ကြွလာချိန်ရောက်မကြွလာဘူးပေါ့နော်ကြွမလာတဲ့အခါကျတော့အမတ်တရားကိုအထောက်လွတ်တယ်အမတ်ကြီးဥယျာဉ်ထဲကိုသွားပါပိဿကဗုဒ္ဓရှင်မြတ်တွေကြွလာချိန်တမင်မလို့ကြွမလာဘူးနေတိုင်းမကောင်းကြဘူးလားမသိဘူးပေါ့နေတိုင်းမကောင်းလို့မကြွမလာတာလားအသင်မကြီးသွားပြီးတော့စုံစမ်းပါပေါ့အကယ်၍ကြွမလာနိုင်ဘူးဆိုလဲဆွန်နေပါလေသွားပို့ပေါ့လေနော်သမားတော်တွေခေါ်ပြီးတော့ဒါသွားရမယ်ပေါ့လေအဲဒီလိုဆိုပြီးတော့အမတ်ကြီးလှုပ်လိုက်အမတ်ကြီးလှုပ်လိုက်တော့အမတ်ကြီးကကြောင်းထဲဝင်သွားကြောင်းထဲလည်းမရှိအဲ့ဒါနဲ့တကဈေးညံကြောင်းထဲသွားကြည့်ဈေးညံကြောင်းထဲသွားကြည့်တော့မတ်တရဲ့ပြိနိဗ္ဗာန်ပြုနေနော်ဘုရားပုရုဇဉ်တွေဆိုရင်မတ်တရဲ့သိမယ်ဆိုရင်အောက်ခွေကြသွားမှာကြဘူးလားနော်ထိုင်ရဲ့တေတော်မှတခါတည်းတုံးလုံးလဲသွားမှာနောက်ကအမိမရှိဟုတ်လားနော်
လေဆောင်ရခွေလေးဖြစ်နေမှာသိရတယ်နော်ဥပိသကဗုဒ္ဓတွေကတော့မတ္တရရပဲနော်အဲ့ဒါကအမကြီးကသွားပြီးတော့သူကအနံ့သွားပြီးတော့အရှင်မြတ်ဖေဟာဆွမ်းဖုံပေးခြင်းဓမ္မပြီးဖေဟာဆွမ်းဖုံပေးကြွတော်မူပါဖေဟာရှောက်အဲ့တော့နာခန္ဓာမှမရှိတော့ပဲနော်ပဲနဲ့အတန်ကြားပါအောင်မလားနော်ဥဒုဇယုတ်ကလကြီးပဲရှိတော့တာကိုဗျနော်ဘုန်းကြီးတော်ရကရမတွေတခါတည်းဘုန်းကြီးတွေပြန်တော့မူတော်မှငိုနေကြတယ်နော်ဘုန်းကြီးထားပြီးတော့မငိုနဲ့ပြောပါမလားပြောနိုင်တော့မလဲဟုတ်လားနော်ဒီကြားတဲ့ခါတည်းလေခင်ဗျားတို့အဲ့ဒါဘာမှလည်းမရှိတော့တဲ့ပကက်ကြီးလွှဲပြီးငိုနေဟုတ်လားနော်ကတည်းလေကိုယ့်ကိုမငိုပဲနဲ့အငှားငိုခိုင်းအစံပေးပြီဟုတ်လားနော်တချို့ရက်တွေပြောသွားသေးတယ်တဲ့အေးရင်ကျူတယ်မင်းသမီးကဘုန်းကြီးနေမကောင်းရင်အကြောင်းကြားလိုက်ပါရဟုတ်လားနော်ဘုန်းကြီးတွေကျမကြီးမကောင်းရင်သူ့အကြောင်းကြားလိုက်ပါတယ်ဟုတ်လားဆေးဖို့လူဖို့တော့မဟုတ်ဘူးဟုတ်လားဘာလို့ဖို့တော့အင်းကျူဖို့ဟုတ်လားနော်ကထာပါတော့ဗျာဟုတ်လားဘုလည်းပဲပိဿကဗုဒ္ဓအရှင်မြတ်ကြီးကသွန်သားပြမိမယ်လို့လေပြန်ပြီးတော့သကားတုံပြန်မအောင်မလားနော်သကားမတုံပြန်တော့ဘူးနော်ဒီတိုင်းနဲ့ပဲတခါတည်းနေတော့တာပေါ့အဲ့ဒါနဲ့အမကြီးကဘာမှလည်းစကားလည်းမတုံပြန်ဘူးနော်ပိဿကဗုဒ္ဓရှင်မြတ်ဟာကျိန်ပျော်ပြီးတော့နေမြန်နေလို့လားပေါ့ဗျာနော်ကျိန်ပြီးတော့မြန်နေသလားမတ်တရရဲ့ဟုတ်လားနော်ကတည်းကကြတော့လေတရားထုတ်ပါများတော့ဟုတ်လားပြောလို့မရဘူးမတ်တရအိတ်တန်နေမှာနော်ဟုတ်လားဒီယောဂီတွေတရားသံဃာဝင်တဲ့ပုဂ္ဂိုလ်တွေကတော့သူတို့ထိုင်ရဲ့အိတ်တန်နေကြပြီဟုတ်လားနော်အဲဒါတော့ထိုင်ပြီးတော့တပြေးငါရင်နေနောက်ပိုင်းကျတော့ထိုင်ရင်နဲ့အိပ်ပျော်တယ်နော်တမာရီရလာကြီးလားအောက်မေ့ဟုတ်လားမလောက်တော့မလောက်တော့ဘူးနော်အဲ့ဒါပဲဟုတ်မလဲသူကအိပ်ပျော်နေတာနော်ဘယ်လဲပဲအမကြီးကလည်းပဲသူကပိဿကဗုဒ္ဓချိန်မြန်ချိန်နေသလားပေါ့နော်အဲ့ဒါနဲ့ကဲတတိလေးပေးအောင်မှပဲဆိုပြီးတော့ခြိပမိုးပေါ်သွားပြီးတော့လက်ကလေးတင်တာပေါ့ဗျာနော်လက်ကလေးတင်ပြီးတော့ရှင်မယားနာတော်သူဆုံးဖုံပေးကြွားတော်မူပါဗျာလို့လျှောက်ဒါပေမဲ့လို့လက်မှာအေးစနေတဲ့အရာပဲတွေ့တယ်နော်တထေရရှိတဲ့ပုဂ္ဂိုလ်ဆိုရင်ခြိပမိုးကဘယ်နဲ့နေမလဲခဏွေဖြစ်မှာပေါ့နော်ခုညနေကပြိဋိဘံပြုတ်သွားတာဆိုတော့အေးဆက်နေပြီပေါ့ဗျနော်တောက်နေပြီပေါ့အဲ့ဒါနဲ့ပိဿကဝဒရှင်မြတ်ကြီးပြိဋိဘံပြုတ်သွားပြီအဲ့ဒါဆိုရင်နောက်ညီတော်တွေသွားပင်မှာပဲဆိုပြီးတော့တပါးစီပေါ့သွားလိုက်တော့လေဒီပုံစံအတိုင်းပဲဖြစ်ပြီးတော့နေတယ်တဲ့ပြိဋိဘံပြုတ်နေကြပြီနော်900လုံးတပြိုင်နဲ့ပြိဋိဘံပြုတာနော်အဲ့ဒါဘုရမဝတ္တရားမွေးဘွားလာတော့ကလည်းတပါးတဲ့မွေးပြီးတော့နောက်က900သူ့အသားသွေးရနေဖြစ်လာတာဟုတ်လားအဲ့ဒါကြောင့်ပြန်တော်မူတာပြိဋိဘံပြုတော့လေတပြိုင်နဲ့ဖြစ်သွားတာပေါ့နော်ကဲအဲ့ဒါနဲ့ထားလိုက်ပါတော့အဲ့ဒါနဲ့အမကြီးကလည်းပဲပိဿကဗုဒ္ဓတွေပြိဋိဘံပြုသွားပြီဆိုပြီးတော့နန္တော်ကိုပြန်ပြီးတော့မိဖုရားကြီးကိုတန်တော်ဥဒိနဲ့အရှင်မိဖုရားကြီးပိဿကဗုဒ္ဓတွေပြိဋိဘံပြုသွားကြပါပြီလို့အဲဒီလိုတန်တော်ဥဒိနဲ့အခါမှာမိဖုရားကြီးနဲ့တကွာမူမတ်တွေပေါ့အဲ့ဒါဆိုရင်ဥယျာဉ်နဲ့သွားကြဆိုပြီးတော့ဥယျာဉ်နဲ့သွားနောက်ပြီးတော့တခါတည်းနန္တာတွေရှာနန္တာတွေစုပြီးတော့
ဒီပိစေကဗုဒ္ဓ900တွေကိုပေါ့တာတုကိလနာတပင်ရှင်ရင်ပြီးတော့ပြောရင်တော့မိသင်ချိုချတယ်ပေါ့နော်မိသင်ချိုပြီးတဲ့အခါမှာယောတော်တွေဓာတ်တော်တွေကိုယူပြီးတော့စေတီတဲတဲ့နော်စေတီလေးတဲကြတယ်စေတီတဲပြီးတော့ထားအဲ့ဒီမဲ့ဘီကြီးကလည်းပဲတန်စုံပြပြကနေပြီးတော့သဘုံတကန်တွေနေပြီးလို့နန္တော်ကိုပြန်လာတဲ့အချိန်မိဖုရားကြီးနဲ့တကွာမူမတွေကလည်းကြံတဲ့ပုဂ္ဂိုလ်တွေကပေါ့မင်းကြီးကိုဗာရဏသီမြို့ရဲ့အပြင်ကနေပြီးတော့တဲ့သွားပြီးတော့ထွက်ပြီးခရီးကြိုဆိုကြတာပေါ့ဗျာနော်မင်းကြီးကြွလာပြီမင်းကြီးလာပြီပေါ့ပြန်လာပြီဆိုတော့အားလုံးပေါ်မြို့သူမြို့သားတွေရောနန်းတွင်သူနန်းတွင်သားတွေရောအကောင်လုံးကပေါ့ဗျာတပေပန်းနေနဲ့သွားပြီးတော့ကြိုချတာပေါ့နော်သွားကြိုအဲ့မှာကြိုပြီးတဲ့အခါကျတော့မင်းကြီးကနေပြီးတော့မိဖုရားကြီးကိုမေးတယ်မိဖုရားကြီးတဲ့ငါမရှိတဲ့အချိန်ခါမှာပိစိကဗုဒ္ဓရှင်မြတ်တွေကိုသွမ်းသင်္ကန်းကြောင်းစေမပေမအောင်တင်ပြုစုရလားစောင့်ရှောက်ရလားလို့အဲ့ဒီလိုမေးတော့ပြုစုပါတယ်စောင့်ရှောက်ပါတယ်ပိစိကဗုဒ္ဓရှင်မြတ်တွေကိုကြံ့ခံပါလို့မာရရလားကျမ်းမာရေးကောင်းရလားပေါ့နော်အဲ့ဒီလိုမေးတယ်မေးတဲ့အခါကျမိဖုရားကြီးကအရှင်မင်းကြီးပိစိကဗုဒ္ဓတွေပြိဋိဘံပြုသွားကြပါပြီအဲဒါကြောင့်ပိစိကဗုဒ္ဓရှင်မြတ်တွေကိုသာဓုကိလေနသပင်စင်ကျင့်ပပြီးတော့ယောတော်တွေဓာတ်တော်တွေကိုသာပနာပြီးတော့စေတီတဲလိုက်ပြီးပါပြီလို့အဲ့ဒီလိုတဏ္ဍဥတင်တော့နန္ဒရမင်းကဗာရဏသီမင်းကနေပြီးတော့ဒီလိုအရိယာပုဂ္ဂိုလ်တွေပိစိကဗုဒ္ဓတွေတောင်ပရိနိဗ္ဗာန်ပြုသေးတယ်သေရသေးတယ်ဆိုရင်တို့လိုပုဂ္ဂိုလ်ဟာဘလို့လုပ်ပြီးတော့ရှင်နိုင်မှာလဲတို့တွေလည်းပဲသေရမှာပဲဆိုပြီးတော့နန်းတော်ကိုမကြွတော့ဘူးတဲ့ဥယျာဉ်နဲ့ကြွသွားတယ်နော်ဥယျာဉ်နဲ့ကြွသွားပြီးတဲ့အခါမှာသူ့ရဲ့သားတော်ကြီးတွေခေါ်ပြီးတော့အမောင်တို့သင်တို့ပဲဗာရဏသီပြည်ကိုထီနန်းအုပ်ချုပ်မင်းလုပ်တော့ငါတော်ဖြင့်ဒီကနေ့ကစပြီးတော့သင်္ကန်းဝတ်ပြီးတော့ဒီအိုးရင်ထဲမှာပဲနေတော့မယ်တဲ့နော်သင်္ကန်းဝတ်တယ်ဆိုတာဘုရားသာသနာတော်မဟုတ်တဲ့အတွက်ကြောင့်ခုလိုသင်္ကန်းတော့မဟုတ်ဘူးပေါ့ဗျာနော်ဒါတော့သင်္ကန်းရောင်သက်ခါဆိုအညိုရောင်ပေါ့နော်သင်္ကန်းတော့မဟုတ်ပေမဲ့လည်းအညိုရောင်ပေါ့ယသိတွေဝတ်တယ်လို့ပေါ့အဲဒီလိုအညိုရောင်ကိုဝိုးပြီးတော့သွားတယ်အဲ့ဒီမှာမိဖုရားကြီးကလည်းပဲမင်းကြီးတော်မှာဒီလိုသင်္ကန်းဝတ်သွားတယ်ဆိုရင်ငါလည်းပဲဘာလို့နေတော့မလဲငါလည်းပဲယဟန်မှာဝတ်ပြီးတော့နေတော့မယ်ဆိုပြီးတော့မိဖုရားကြီးကလည်းပဲအညိုရောင်ပေါ့ဗျာနော်ယောဂီဝတ်ဆုံးအညိုရောင်ဝတ်ပြီးတော့သူကလည်းပဲအိုးရင်နဲ့ပါပဲနေတော့တယ်တဲ့ဗျာနော်ရှင်မကတ္တဗအလောင်းတော်ဟာအဲ့ဒီချိန်ကစပြီးတော့သင်္ကန်းဝတ်တဲ့အလေးအကျင့်ဖြစ်ပြီးတော့မသွားဘူးလားညံ့သွားတယ်နော်မှာမင်းနဲ့မိဖုရားဟာအခုကတ္တဗမြတ်စွာဘုရားရှင်နဲ့ဂေါတမမြတ်စွာဘုရားရှင်တို့ရဲ့အကြာမှာသင်္ကန်းဝတ်ပြီးတော့တရားကျင့်ဇန်သမဘတ်တွေရလို့နော်အဲဒီကနေပြီးတော့သုတိစိတ်ကျသွားတဲ့အခါမှာဒီဇန်သမဘတ်တွေရဲ့တကောအစွမ်းကြောင့်ဗြဟ္မပြည်ကိုရောက်ပြီးတော့သွားကြပါတယ်ဘယ်ရောက်သွားကြ
ဗျမပြည်တဲ့နော်ဗျမပြည်ကိုရောက်ပြီးတော့သွားကြတယ်ဗျနော်ကဲတော့ဘုန်းကြီးတို့အလုံးခုအယမကတ္တပရဲ့အလောင်းဘဝပေါ့နော်နန္တရေမင်းဘဝကိုဒါဘုန်းကြီးတို့အလုံးတတိယပိုင်းနေနဲ့ဒါဟောကြားခဲ့ပါတယ်နော်အဲ့တော့နောက်သဒ္ဒပိုင်းနောက်ကြမှာသွားကြအောင်ဟုတ်လားကိုနာကြီးထိုးသွားပြီဟုတ်လားနော်ဒါကြောင့်မလို့အလုံးပေါ့ကျေးဇူးရင်တောင်းမလို့ဆရာတော်ဘုရားကြီးကိုကျေးဇူးဆက်တော်အဖြစ်ဒုတိယဧတရေဘွယ်ရအရှင်မကတ္တပရဲ့ဝတ္ထုကြောင့်တွေကိုဘုန်းကြီးတို့တရားဓမ္မတွေနာယူကြည်ညိုပြီးတော့ရှင်မကတ္တပအလောင်းတော်ဘဝမှာကုသိုလ်ပါရမီတွေဖြစ်ခဲ့တာတွေကိုအတုယူပြီးတကာလမင်းပြေတော်တွေလည်းပဲအဲ့ဒီလိုအတုယူလှူဒန်းကုသိုလ်ကောင်းမှုပါရမီတွေကိုဆက်ဆက်ပြီးတော့ပြုနိုင်ရကုန်သည်ဖြစ်၍နိဗ္ဗာန်ချမ်းသာကိုလင်းမြန်စွာရလွယ်ရောက်လဲမျက်မှောက်ပြုလွယ်နိုင်ကြပါစေကုန်သတည်းအရှင်ဘုရားဘုရားတပည့်တော်များသည်ကံကောင်းထောက်မှလူဘုံလူဘဝလူဌာနဖြင့်ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးကိုတွေ့ကြုံဆုံးစည်းရသည်ဖြစ်ကြပါ၍ကံကို၎င်းကံဤအကျိုးတရားကို၎င်းယတနာသုံးပါးဤဂုဏ်ကျေးဇူးကို၎င်းယုံကြည်ကြပါကုန်သည်ဖြစ်၍တရဏဂုံသုံးပါးနှင့်တကွငါပါသောသီလတော်မြတ်ကိုခံယူစောင့်တည်ပြီး၍မိမိတို့ဤရှင်ပြုနာသအလူတော်မင်္ဂလာ၌အလူအကျိုးဓမ္မသဘင်ဖြစ်ဖြင့်ဓမ္မဒါနတရားအလူကိုပေးလူထမ်းကြပါကုန်၏အရှင်ဘုရားသင်္ကန်းထိဖဏရတ္တုကိုမတ်ဖို့နိဗ္ဗာန်ကြီးမှန်း၍လူထမ်းကြပါကုန်၏အရှင်ဘုရားလူဘွယ်ဝတ္ထုအဆုစုတို့ကိုမတ်ဖို့နိဗ္ဗာန်ကြီးမှန်း၍လူထမ်းကြပါကုန်၏အရှင်ဘုရားမြတ်မင်းစုစေတီတော်မြတ်ကြီးရေရှည်ပြုပြင်ထိန်သိမ်းစောင့်ရှောက်နိုင်ရန်အတွက်သာဝရငွေပရိသပင်တို့ကိုစိုက်ထူ၍ပူဇော်လူဒန်းကြပါကုန်၏အရှင်ဘုရားအရှင်ဘုရားဤပစ္စည်းလေးပါးလိုအပ်ရာရာအသုံးပြုနိုင်ရန်နဝကမ္မကိုမတ်ဖို့နိဗ္ဗာန်ရှိမှန်း၍လူဒန်းကြပါကုန်၏အရှင်ဘုရားမိမိတို့စွမ်းအားရှိသမျှဗုဒ္ဓမြတ်စွာသာသနာတော်ကြီးအားစွမ်းသင်္ကန်းကြောင်းစီပစ္စည်းလေးပါးတို့ဖြင့်ထောက်ပံ့လှူဒန်းကြပါကုန်၏အရှင်ဘုရားဤကောင်းမှုကုသိုလ်ကံစေတနာအဖျားဖျားတို့ကြောင့်ဩနာတိယေရှင်ရဘေးမှကင်ဝေးရာမှန်မြတ်နိဗ္ဗာန်သို့လင်းမြန်စွာရောက်ရပါလိုကုန်၏အရှင်ဘုရားဤကောင်းမှုအစွတ်စွတော်ဤအဖို့ဘာကကိုဂုံကျေးဇူးအထူးနှင့်ပြည့်စုံကြကုန်သော
မိခင်ဖခင်ဆရာသခင်ယေရှုရှင်တို့အား၎င်းအဆွေအမျိုးတို့အား၎င်းဆွေဟောင်းမျိုးဟောင်းတို့အား၎င်းဘိုးဟောင်းဘွားဟောင်းတို့အား၎င်းအထူးအားဖြင့်အလူမင်္ဂလာအိမ်နှင့်အလူမင်္ဂလာမန္တ၌ဆောက်ရှောက်နေကြသောနတ်မြတ်နတ်ကားနာပေါင်းတို့အား၎င်းနတ်တို့တနည်းတရားမင်းငရဲတနည်းယမမင်းရေမြင့်တနည်းတိရှင်မင်းမအစထား၍31ဘုံကျင်းလဲချကုန်သောဝိနေယဒုက္ခိတာဒုက္ခိတာတတ္တဝအပေါင်းတို့အားအမြအမြပေးဝေငှားကြပါကုန်၏31ဘုံသာတတ္တဝများသည်အကျွန်ုပ်တို့၏ပြုပြုသမျှကုသလာ၏အဖို့ဘာကကိုထတ်တူထမြအညီအမြအမြရာ၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ကိုယ်စိတ်နှဖျားဝမ်းသာကြသည်ဖြစ်ကြပါစေသောညီကုသိုလ်မြ